အခန့်ကဘောပြတ်နေတဲ့မျောလဲချင်း19ရာစုနောက်ပိုင်းစောတောက်တန်းတွေကြားနူးညံ့လှပနေတဲ့နွေရာသီအမတန်တော်တဲ့တွေးခေါ်ပညာရှင်တဦးအဲ့ဒီတွေးခေါ်ပညာရှင်ကြီးကသူ့ပိုက်ဆံနဲ့သူစာအုပ်တော်ထုတ်တယ်လူတော်မျိုးနဲ့ဇို့အတွက်သူ့ရဲ့ဒီစာအုပ်ကိုလက်ဆောင်ဖြစ်ခြံခဲခြင်းတယ်အဲ့ဒီစာအုပ်ထဲကရရိတ်တဲ့တွေးခေါ်တဲ့တွေနဲ့ခဲသက်ကဘာကိုလှန်လို့ခြင်းတယ်သူ့စာအုပ်ထဲမှာရေးထားတယ်ဖျားသခင်မရှိတော့ဘူးတဲ့ဖျားသခင်မရှိတော့တဲ့အတွက်ကျွန်တော်တို့ရဲ့နာဂတ်ဟာကထွေထွေနဲ့စကောမှုတွေပုံများလာမယ်လို့အဲ့ဒီစာအုပ်ကတတိပေးတယ်လူသားမျိုးနွယ်စုကြီးကိုတတိပေးတဲ့တတ်လှလိုက်တဲ့စကားတွေပေါ့ကျွန်တော်တို့အလုံးကိုစားဒီလူကစစ်ပူပေးခဲ့တယ်ဒါပေမဲ့စာအုပ်ကအုပ်40ပြည့်အောင်မယုံရဘူးမက်တာပေါ်စာလီမိုးမလေးခေတ်ကလေးကအေးရနိုးလာတယ်တွေးခေါ်ပညာရှင်ကြီးရည်နွေးချမ်းသောဖို့ရည်နွေးတည်ပေးရမယ်ပညာရှင်ကြီးရဲ့ခြေတော်တွေကြိုက်ခဲသက်သက်အောင်ရည်ခဲလက်အုပ်ပေးရအောင်မယ်မနေ့ကကြံတဲ့အယိုးတွေနဲ့စောပြိုလဲချဲရအောင်မယ်ဆယ်ကြီးဗိုက်ဆာနေမှာစိုးလို့လေပြီးရင်ဆယ်ကြီးရဲ့ပိတ်ပွားနေတဲ့အေးရခင်းတွေဆောင်းတွေကိုလက်နဲ့လျှော်ရမယ်ဆယ်ကြီးရဲ့စပင်တွေမုတ်ဆုတွေကိုလည်းရိပ်ပေးရအောင်မယ်။အော်မုတ်ဆိတ်ရိပ်တာအသေးဝယ်ဖို့မင်းနေပါလား။ဖရက်တရက်နဲ့ရှေးကိုပြုစုလာတာမေတ္တာအတွက်အခုဆိုရင်သူနေပြီးတော့မယ်။ဒီတနေ့ပြည့်တော့တော်ပါပြီ။နေရှေးကိုအကိုတယောက်လိုမော်တယောက်လိုပဲချစ်တာ။အပေါင်းတွေကတော့သူတို့နှစ်ယောက်ကိုလက်ထပ်လိုက်ပါလို့ဆိုပြီးကြံပေးကြတယ်။အဲ့ဒီလိုစကားကြားလိုက်တိုင်းနှစ်ယောက်စလုံးဟာတိုက်ရမိပြီးခေါင်းတွေပါကြိုက်လာကြရောနေရှိကိုမောင်လိုအကိုလိုချစ်ပေမဲ့မက်တာသိခန့်နိုင်စွမ်းကတော့တော်တော်လေးရောပါနေပြီမက်တာကနေရှိကိုညစာစပွဲတစ်ခုမှစသေးတာညစာစပွဲမှာနေရှိကစံတန်တီးတယ်တန်ကျင်းတွေနဲ့ရဲစရာပြောတယ်တေးစရာရရှေဝဲနာကိုနေရှိကသူ့ရဲ့စိတ်ဝင်စားစရာတွေးကြိုတွေအာရပါရဖော်တဲ့ချနေတယ်နေရှိကသူရတဲ့စာတွေလိုအကြံတမ်းမှုရဲ့ပြင်မရင်ကြီးတယ်တိမ်မွေးတယ်သူမျက်စကားပြောရင်လည်းစိတ်ဝင်စားနားထောင်တတ်တယ်ကြပြကိုလည်းအမတန်ချစ်တယ်ကြပြစာသားတော်တော်များများကိုလက်တန်းရွပြနိုင်တယ်စိတ်ပါရင်စကလုတ်ဝတ်တဲ့ကစားနည်းကိုပါအနိုင်နဲ့ချီပြီးစောတန်သေးတယ်တချင်တွေဆိုတယ်ဟာသားတွေပြောတယ်နေရှင်းဟာကြောက်ဖို့ကောင်းလောက်အောင်ကိုထင်မဲ့တဲ့သူသူ့စိတ်ကူးတွေဟာထက်လုံးလို့တခန့်လုံးကိုတော့နှစ်ပိုက်ပြတ်သွားအောင်ဖြတ်ချပိုင်နိုင်တယ်နောက်တစ်ချိန်မှာကပောက်ကျော်လာမဲ့တွေးခေါ်စကဇူးတွေကနေရှင်းရဲ့ပါဇက်ထဲကနေလွတ်တကူထွက်လာတတ်တယ်ကိုအချောင်းကိုပြောလို့ရင်ကိုပါဇက်ကိုပိတ်လိုက်တာနဲ့တူတူပဲပြအဲ့ဒီလိုများသူပြောလိုက်ရင်တခါလုံးကလူတွေပါဇက်ဟောင်းသားနဲ့ငေးကြည့်နေရတာနေရှိကိုငေးကြည့်နေရင်မိုက်တတဲ့ခင်များပြောစကားပြပြသွားတယ်နေရှိရဲ့စိလျင်နောက်ကိုမိအမနဲ့လဲနေရလို့မောဆုတ်လို့ဖြစ်သွားတာမက်တာကိုတိုင်ကလည်းဟိုတူတူအာတတတော့မဟုတ်ဘူးဗျသူကတော့ဆိုရင်သူလဲဆံမကြီးပဲဆိုတဲ့နိုင်ငံသူအမြင့်သမီးတွေထဲမှာမက်တာကပရဂူဝဲပထမဆိုရတာမြင့်သမီးရေးရခွင့်လန်းတွေနဲ့ပတ်သက်ရင်လဲလေးစားရတယ်ကဘာကျော်စာရေးဆံမတည်းဖြစ်သေးတယ်ဘာသာစကားလက်ခုပြောတတ်တယ်အမြင့်သမီးခွင့်လန်းတွေနဲ့ပတ်သက်တဲ့စာတမ်းတွေကိုလည်းဥယျပနှံဖြတ်ချီထိုးဝေထားတယ်ကောင်းပါတယ်တော်တယ်ဒီတနာဘုဒ္ဓတလည်းပြည်တယ်နေရှိရဲ့တွေးခေါ်တွေကိုစပြီးဖာရမှားရတဲ့အခါမတ်တစိတ်ထဲမှာဒီတွေးခေါ်တွေဟာမြင့်သမီးတွေရဲ့လောလရေးကိုတစ်ချက်သုံးမြင့်ပေးနိုင်မယ်လို့ခန်းစားရတယ်နေရှိကလူတုံးတယောက်ချင်းစီရဲ့ဆွမ်းပါကားကိုယူကြည့်တယ်
တဝတယောက်ချင်းစီမှာသဘောတိုင်ပေးအပ်ထားတဲ့တောင်းတွေရှိတယ်လို့ခံယူတယ်လူတယောက်ရဲ့လုံးနဲ့စွမ်းရည်ဟာတခြားຢာတွေအလုံးထက်ပိုအရေးကြီးတယ်လို့ယူဆတယ်နေရှိရဲ့ယူဆတွေဆိုရင်လူတယောက်ဟာသူ့ရဲ့လောကနဲ့စွမ်းရည်ကိုတုံမြင်လို့ရတယ်တုံမြင်ဖို့အတွက်အမိုက်ကတောင်းပေးထားတယ်မလုံးမနေလို့ကိုလို့ရမယ်နေရှိရဲ့တွေးကိုယ်တွေကိုသိုးချပြီးမိကလေးတွေရဲ့ဆွမ်းမကားတွေတိုးတက်လာမယ်။တာမန်အေရှင်မောဘောကနေရုပ်ထွက်နိုင်လာမယ်လို့မတာကယူကြည့်တယ်။ဒါပေမဲ့ပြဿနာတစ်ခုတော့ရှိတယ်။နေရှိကမြေသမီးရေးရာကိုထောက်ခံခဲ့သူမဟုတ်ဘူး။စိတ်လည်းမဝင်စားဘူး။မိကလေးများလုံးနဲ့ရေးဆိုတာကိုဒီမှာမရှိတော့တွေးခေါ်လို့နေရှိကထင်တာ။ဒါပေမဲ့မတာကတော့စိတ်မပြတ်ဘူး။နေရှိဟာသဘောကျကျစဉ်းစားတတ်တဲ့သူကိုနားလည်အောင်ရှင်းပြရင်ရမှာပဲပေါ့နေရှိရဲ့စိတ်ဆွဲလန်းကိုဖြတ်ပိတ်နိုင်ဖို့ပဲလိုတယ်လို့မတာကတွေးတယ်ဒီလိုနဲ့မတာဟာနေရှိချီကိုမကြခဏပေါ်လဲတယ်နေရှိနဲ့ယင်းနှိတဲ့ငွေချင်းတွေဖြစ်လာတယ်ပညာချင်းဖလဲတဲ့တွဲဖွဲ့တွေဖြစ်လာတယ်နေဦးသားနှွေးသည်ဆိုရင်စလာမနေကြတယ်ဆိုင်ရသည်မှာပြည့်တဲ့နဲ့အတီတီကိုသွားတယ်ဖင်းနေမှာခဏနေတယ်ပြီးရင်ဂျာမနီကိုခဏဝင်တယ်ပြီးရင်ဆွစ်ဇာလန်ကိုပြန်လာတယ်နေတွေ့ကြလာတာနဲ့အမျှနေရှိရဲ့အကြောင်းကိုမတ်တာသိချသဘောပေါက်လာတယ်နေရှိရဲ့ဆူရှာတဲ့မျက်လုံးနဲ့အေယာမနှုတ်ခမ်းမွေးကြီးရဲ့နောက်မှာပြောနေလို့မကိုက်ညီတဲ့ကွဲလွဲမှုတွေအများကြီးရှိနေတယ်ခေါင်းနဲ့စွမ်းဆိုင်အကြောင်းတွေကိုအစမပြတ်ရင်းနေပေမဲ့နေရှိဟာအင်မတန်အာနယ်ချနေတဲ့သူကိုတောင်ကိုယူဖို့အမေပိတ်တောင်ကိုလက်ခံဖို့ဘာညာတွေရင်းနေပေမဲ့နေရှိရဲ့ဘောတစ်လျှောက်လုံးမှာတခြားသူတို့ရဲ့ဖိမမှုကိုပဲဆောင်မြင်နေကြရတာမြို့သမီးတငယ်ချင်းတွေရဲ့ကုညီဆောင်မမှုတွေမိသားစုရဲ့ထောက်ပံ့တွေဒါတွေနဲ့ပဲသက်ဆက်နေတာသူရဲ့စာတွေကိုမကောင်းပြောတဲ့ဝေဖိုင်သမားတွေကိုဆဲတယ်သူစာတွေကိုမဖတ်တဲ့ဝေဖိုင်သမားတွေကိုလည်းဆဲတာပဲသူဘာလို့မအောင်မြင်တယ်လဲမချမ်းသာတယ်လဲလူသည်မြတ်တယ်လို့မေးရင်မျက်ရှိကဖြေတယ်တော်လုံးထဲလုံးတဲ့သူဖြစ်နေလို့မအောင်မြင်သေးတာပဲသူစကားတကောင်ရှိပါတယ်ကျုပ်ချေရောက်လာသေးဘူးဗျတချို့ကသိပြီးမှလူဖြစ်တာဆိုပဲတကယ်ကတော့နေရှိဟာသူကိုယ်တိုင်သူအယံမဟုတ်တဲ့လူမျိုးဖြစ်နေမှတတိမထားမိတာအာနေတဲ့သူသူတို့ဘောပုံမှာမိခုနေရတဲ့သူမြေသမီးတွေရဲ့ထောက်ပံ့နဲ့ရှင်သန်နေရတဲ့သူဒါပေမဲ့နေရှိရဲ့စာတွေထဲမှာတော့လူတယောက်ချင်းစီရဲ့ခွန်အားဆိုတာဘယ်လိုရည်ကြည်တဲ့အကြောင်းတွေတဖွာဖွာရေးတယ်ပြီးတော့သူကိုယ်တိုင်ကတကယ်ယောက်ျားဝါဒသမားဆက်ဆက်တသက်လုံးမိမတွေပေါ်မိကိုကြည့်ပြင်းလာပြီးအဲ့ဒီအချက်ကိုမမြင်နေတာအော်စရာပဲအမနာတော်ပြီးထင်မြတ်တဲ့နေရှိရဲ့အမြင်အာရုံတွေမှာဒီအချက်ဟာဝက်ကြီးတစ်ခုဖြစ်လာတယ်ဒုက္ခမှန်သမျှတယောက်တည်းခါစိခံသူဆိုတဲ့စုများရှိခဲ့ရင်အဲ့ဒီစုကိုနေရှိကိုပဲပေးရမှထင်တယ်ငငယ်လေးကတည်းကကြံမရမကောင်းဘူးဆယ်ဝန်တွေကသူ့လက်ပင်မှာနောက်ပေါ်မှာမြုပ်တွေကပ်ပေးပြီးနေရှိကိုမလုံးမရှဲနေခဲ့တယ်မြို့နဲ့တူပါလာတဲ့အာယုကျော်ယောဂတစ်ခုကြောင့်ခေါင်းကလည်းအမြဲလိုကြိုက်တယ်နောက်ပိုင်းကျတော့အဲ့ဒီကောက်ကက်ယောဂကြောင့်ယူပေါ်သွားတယ်လက်ရောင်တာကိုမခံနိုင်ဘူးအေတေကအိပ်ပြင်းသိထွက်လို့မရဘူးအပြင်ထွက်ရင်နေကမျက်မှန်တိုက်ရတယ်အသက်30လောက်ရောက်တဲ့အချိန်မှာမျက်စိကကွယ်လို့ဆက်ဆက်ဖြစ်နေပြီနေရှိလူပြိုပေါ်ရောက်တော့စစ်တပ်ထဲကိုဝင်တယ်ဖရန်ကိုပီရူရာစစ်ပွဲမှာခဏတော်ထမ်းဆောင်ရတယ်စစ်တပ်ထဲမှာနေရင်လည်းယောဂဗျာတွေထားရပြန်တယ်လက်ပဲရောင်တဲ့ယောဂ
ဝါယောဂါတွေကူလာတယ်သိတော့မလို့တောင်ဖြစ်သွားသေးတယ်အဲ့ဒီခေတ်တုန်းကဝါယောဂါကိုအဆစ်ပါတဲ့ဝမ်းတို့စစ်တွေနဲ့ကုတော့နေရှိရဲ့စာရီလမ်းကြောင်းတွေပါပျက်စီးကုန်တယ်အဲ့ဒီစာရီယောဂါနဲ့သူ့ဘဝတစ်လျှောက်လို့နပန်လို့ရတာအစားတော့မြင်မြင်ဆဆစားလို့မရဘူးဝမ်းလည်းကောင်းကောင်းမသွားဘူးစစ်တပ်ဘော်တုန်းကရလာတဲ့ဒဏ်တချို့ကြောင့်ကိုယ်လည်းလှူရှာမှုတွေကတင်မတန်တော့ဘူးတခါတလေဆိုရင်တကလို့တောက်ပြီးလှုပ်လို့မရဘူးမတရရင်ထူပိတ်တဲ့သူလိုလာလဲအဲ့ရတဲ့လက်နေတဲ့ခြေတွေလည်းတော်တော်များတယ်1880ပြည့်နှစ်မှာဆိုရင်တနေ့လုံးမှာရက်ပေါင်း260တီအဲ့ရတဲ့လဲနေတယ်အဲ့ဒီနင်းကိုနှင်းရှိကမကောင်းဆိုးဝါးနှင်းလို့နာမည်ပေးထားတယ်သူဘာတလျှောက်လို့ဆောင်းရောက်သည်ဆိုရင်ပြည့်သိမ်းမှရှိတဲ့ကမ်းခြေကိုသွားရတယ်အနွေအသီးမှာဆွမ်းသနာတောင်တန်းတွေစီပြန်လာရတယ်ပူဒဏ်အိတ်တယ်မခံနိုင်တော့အဲ့ဒီလိုလွန်ထိုးသွားလာနေရတာနေရှိကိုအထင်ကြီးအားကြခဲ့တာမတတယောက်တည်းမဟုတ်ဘူးတခြားမြို့သမီးတွေလည်းအများကြီးရှိခဲ့တယ်နေရှိစီကိုတကူတကလာပြီးလာနေချီအောင်ပြုစုပေးကြတယ်အဲ့ဒီမြို့သမီးတွေဟာလည်းမတလိုပဲထမျက်တဲ့မိန်းမတွေပညာတတ်တွေစီးပွားရေးလုပ်ငန်းရှင်တွေအထေမတွေအားလုံးကစိမ့်မာတဲ့ကိုတူးကိုချုံတဲ့သူတွေကြီးပဲပြီးတော့အလုံးနီးပါးကမြို့သမီးတန်းတို့ခွင့်ရေးရဖို့ကြိုးစားနေတဲ့သူတွေနေရှိရဲ့အတွေးခေါ်တွေထဲမှာမြို့သမီးတွေအတွက်ခွန်အားဖြစ်စေမဲ့လောလန်းစေမဲ့တော့ချက်တွေပါနေတယ်လို့အားလုံးကထင်လို့နေရှိနားကိုရောက်လာကြတာနေရှိရဲ့အဆိုရဆိုရင်လူမှုပတ်ဝန်းကျင်ရဲ့ညက်ပြင်းတဲ့ဖွဲ့စည်းတိဆောက်ပုံကြောင့်လူတွေဟာအချိုးတော်ခံနေရတာဖြစ်တယ်လူတွေကိုအောင်နဲ့အောင်တမင်ဖိထားသလိုဖြစ်နေတယ်လို့နေရှိကဆော်ဆွဲတယ်မထချွန်တဲ့သူတွေကိုအားပေးအားမြောင်ပြုတယ်ဆိုပြီးဖះเจ้าတွေကိုနေရှိကကဲရဲတယ်အမျိုးသမီးရေးရသမားတွေကလည်းဖះเจ้าတွေကိုပြည့်တင်လေးရှိတယ်မဟုတ်လားဒီသမီးတွေကိုအတင်းအိတ်တောင်ပြုခိုင်းတဲ့အိမ်မှုတောင်ထားခိုင်းတဲ့အတွဲကိုဖျားတယ်ဆိုပြီးဆော်ဆွဲကြတာကိုပြီးတော့နေရှိကလူသမိုင်းကိုမြင်သိနေမြင်တယ်လူတွေဟာသဘောဝကိုနိုင်သွားတာမဟုတ်ဘူးကိုယ်သဘောကိုမမြင်တတ်တဲ့တတဝါတွေဖြစ်လာတာလို့နေရှိကအောက်ချက်ချတယ်သူ့အဆိုရဆိုရင်လူတဦးတယောက်ချင်းစီဟာကိုယ့်ရဲ့ခွန်အားကိုကိုယ်တိုင်မြင်တင်ရမယ်ပုံမြင့်တဲ့လောလချင်းမျိုးဒီစိတ်မျိုးကိုပတ်စံနိုင်အောင်ကြိုးစားရမယ်တစ်ချက်တွေဟာမိသမီးတို့တိုးတက်ရေးအတွက်ရည်ကြီးတဲ့တွေးခေါ်မှုတွေဖြစ်တယ်လို့နေရှိနာကမိသမီးတွေကယူကြည်တယ်နေရှိကသူ့အနားကိုရောက်လာတဲ့မိသမီးတွေအားလုံးကိုအဲ့ဒီလိုနှလဲချက်တွေပေးတယ်မိသမီးတွေကယူရင်းပျက်စီးနေတဲ့နေရှိကိုပြုစုပေးတယ်သူရဲ့နောက်ထပ်ထွက်ပေါ်လာမဲ့တွေးခေါ်တစ်ခုနောက်ထပ်ထွက်မဲ့စာအုပ်တစ်အုပ်နောက်ထပ်ရေးမဲ့ဆောင်းပါးတစ်ပုဒ်ဝေဖန်မှုတစ်ခုဒါတွေကိုမျှော်လင့်ပြီးနေရှိရဲ့နော်တာကိုခံကြတယ်နေရှိဖန်တီးပေးလာမဲ့လှုပ်ဝက်ချက်တစ်ခုကိုဝိုင်းပြီးစောက်ခဲ့ကြတယ်ဆိုပါတော့ဒါပေမဲ့နေရှိရဲ့တွေးခေါ်တွေကိုဘယ်သူမှဖတ်မလို့ကြဘူးတဘောလုံးနီးနီးကြတို့ခံထားရတာဖျားတကယ်ဆိုတာမရှိတော့ဘူးဆိုပြီးနေရှိကကြင်ညာလိုက်တဲ့အချိန်မှာငကိုကတဲ့ကအစမပြေတဲ့ဘဝကနေပယ်ခံပါဖြစ်သွားတော့တာပဲဘယ်သူမှလည်းသူ့ကိုအလုံးမခါကြတော့ဘူးနေစရာအိတ်တော့မရှိတော့တဲ့အထိဖြစ်သွားတယ်တငယ်ချင်းတွေကလည်းသူ့နဲ့မပေါ်ချင်တော့ဘူးစောက်ထုတ်ပြမဲ့သူတွေကလည်းဝေဝေးကရှောင်သွားကြတယ်စောက်တို့ထုတ်ဖို့အတွက်ပိုက်ဆံကိုမနဲ့စုပြီးရှာရတယ်သူ့မိနဲ့ညီမတို့စီကနေပိုက်ဆံချီးပြီးစားတော့နေထိုင်ရတယ်ဘွာရောက်သွားတယ်ကြံနေသေးတဲ့အပေါင်းတဲ့နဲ့နဲ့လေးပုံမှမိကိုပြီးဘဝကိုဆက်ရှင်းခံရတယ်စောက်တွေကလည်းတအုပ်တလောက်လောက်ကိုမနဲ့ရောင်နေရတယ်ဒီလိုဖြစ်နေပေမဲ့အဲ့ဒီမြတ်သမီးတွေကနေရှိကိုပဲမသွားကြဘူးနောက်တာခံပြီးဆက်ပြုစုပေးကြတယ်နေရှိဆိုတဲ့လူသားရဲ့အကောင့်ထဲမှာ
တန်ဖိုးကြည့်တဲ့ယတနာတစ်ခုရှိတဲ့ဆိုပြီးစစ်ရှိတဲ့ရှိနဲ့စောင့်နေကြတယ်နေရှိပြောတဲ့ကပ္ပသမိုင်းအချင်းလူတစုကိုမြေခွက်တစ်ခွက်ထက်ဖို့တန်ရဇာတနိုင်ငံချပေးပြီးလူဖွဲ့စစ်တစ်ခုစားကနေတီထောင်ဖို့ခိုက်ကြည့်လိုက်ရင်ဘယ်လိုဖြစ်မလဲနေရှိရဲ့အဆိုရဆိုရင်လူအုပ်စုတဲ့ကလူတချို့ကတခြားသူတွေထဲပိုကောင်းတဲ့ဗီဇတွေပါလာတယ်တချို့ကညာပိုကောင်းတယ်တချို့ကပိုတမ်းမောတယ်တချို့ကြတော့ဆွဲဆောင်မှုအပြင်းတယ်တချို့ကလူချင်းလူခင်များပြီးလူတိုင်းနဲ့တဲ့အောင်နေနေတယ်တချို့ကအလုပ်ပူကြိုးစားတယ်တချို့ကစိတ်ကူးပိုကောင်းတယ်အဲ့ဒီလိုပိုတော်နေတဲ့လူတွေဟာတခြားသူတွေထဲပိုပြီးပိုက်ဆိုင်မှုတွေများလာမှာပဲပိုက်ဆိုင်မှုပိုများလာတဲ့အခါတခြားသူတွေထဲအာဏာပိုရှိလာတယ်အဲ့ဒီအဘချက်ကိုလုံးပြီးပိုက်ဆိုင်မှုတွေထများလာရောချမ်းသာလေပိုချမ်းသာလေဆိုတဲ့စကားလိုပေါ့ဒီလိုနဲ့မျိုးဆက်တွေတစ်ခုပြီးတစ်ခုကြာလာတဲ့အခါပေါ်ဆုံးမရောက်နေတဲ့လူအုပ်စုတစ်ခုရှိမယ်အောက်ဆုံးမပိတ်မိနေတဲ့လူတစ်စုရှိမယ်ပေါ်ကလူဦးရေတဲ့အောက်ကလူဦးရေကဆမ်းမတန်ပုံများနေမယ်လေယာဆက်ပြည့်ရခဲ့စတဲ့ပေါ်ပေါ်လာပြီးကြတဲ့ကလူသားပဲမှန်တယ်များမှာအခုလိုပုံစံဖြစ်သွားတာပဲအခွင့်လန်းတော့တဲ့ထေသီးလူသားတွေနဲ့အခွင့်ရမရတဲ့လူအိုကြီးရဲ့ကြားကတိုက်မှမူဟာလဲလူသားပဲအလုံးမှာရှိနေတယ်ထေသီးလူသားတွေကိုနေရှိကတခင်များလို့နာမည်ပေးတယ်စီးပွားဥစ္စာထိုးလို့မှုနိုင်ငံရေးအာဏာစတဲ့တော့ချက်တွေအလုံးကိုထေသီးလူသားတွေကပဲထိချုံနေတာကိုအမှညာနေတဲ့ဒုသမလူအစုကိုတော့ကြော်များဆိုပြီးတက်တက်ကြီးပဲနာမည်ပေးလိုက်တယ်တက်တက်လို့ပြီးမဆုမပုတ်ပဲပြန်ရတာဟာကြော်ဖေးတာနဲ့တူတူပဲလို့နေရှိကမြင်တယ်အနှိမ်ခံတွေဆိုပါတော့အဲ့ဒီမှာနေရှိရဲ့တွေးခေါ်ကစိတ်ဝင်စားဖို့ကောင်းလာတယ်တို့အသက်ဝဲရဲ့ရှင်းသခင်တွေဟာသူတို့ရဲ့ရပ်ပဲ့ခွေတွေအားလုံးကိုဒါတွေဟာငါတို့ရတဲ့ရထိုက်လို့ရတာဆိုပြီးယူဆလာတဲ့သူတို့ရဲ့ရပ်ပဲ့ခွဲတွေနဲ့ထိုက်တန်တဲ့ဆိုတဲ့ခံယူချက်ကိုဇန်လန်ပေါစုဆင်ပြီးဖန်တီးလိုက်တယ်ငါတို့ထိပ်သီးနေရာမှာနေသေးတယ်ထိုက်တန်လို့ဒီနေရာကိုရောက်လာတာဒီနေရာမှာငါတို့ရှိနေတာဟာကောင်းတယ်ငါတို့လို့ဘယ်သူမှမတော်ဘူးညာမကောင်းဘူးဒီတော့ငါတို့တောင်းရင်မှန်ကန်တဲ့အမှားကင်းတဲ့လူသားတွေဖြစ်တယ်ဒီယူကြည်မှုစနစ်ကိုနေရှိကတခင်လန်းစင်လို့နာမည်တက်လိုက်တယ်တခင်လန်းစင်ဆိုတာကလူဆိုတာကိုနဲ့ထိုက်တဲ့အရာကိုပဲရနိုင်တယ်လို့ဆိုလိုချင်တာအာကြီးသူမှန်သည်ဆိုတဲ့သဘောပေါ့ခင်ဗျားကိုယ်တိုင်ပင်ပန်းလှုပ်ဆောင်ပြီးရထားတာဖြစ်တဲ့အတွက်ဒီအောင်မြင်မှုကိုဘယ်သူမှလောင်လို့ယူလို့မရဘူးခင်ဗျားမပိုင်တယ်ခင်ဗျားတောင်းရင်အကောင်းဆုံးတော်ဆိုးဆိုတာကိုတက်သိပြနိုင်တဲ့အတွက်ခင်ဗျားနဲ့ဒီဆူလာနဲ့ထိုက်တန်တယ်ပေါ့နေရှိကဆက်ပြောတယ်ထိတ်ကလူတွေလိုပဲအဆိုးကလူတွေကလည်းသူတို့ယူကြည်ချက်စနစ်ကိုတိဆောက်လိုက်တယ်ထေဆိုးကလူတွေကသူတို့ရဲ့အသာချက်ကြောင့်သူတို့မှားတယ်တရားတယ်လို့ထင်တယ်လို့အဆိုးကလူတွေကလည်းသူတို့ရဲ့အာဏာချက်ကြောင့်သူတို့မှားတယ်တရားတယ်လို့ယူဆကြပြန်တယ်ဒီယူကြည်ချက်ကိုနေရှိကအနှိတ်ကလန်းစဉ်လို့နာမည်တက်တယ်အနှိတ်ကလန်းစဉ်ကြောင့်တော့သခင်လန်းစဉ်နဲ့ပြောင်းပြန်ဒုက္ခဆင်းရဲများဆုံးကြွရတဲ့သူအနဲ့ဆုံးသူမတရားမှုတွေကိုခါးစိခံရဆိုးသူတွေသာလျှင်ကောင်းဆိုးရွာတွေကိုရသေးတယ်လို့နှိတ်ကလန်းစဉ်ကယူဆတယ်အဆင်းရဲဆုံးကံဆိုးဆိုးသူတွေကိုလေးစားသေးတယ်တနာသေးတယ်လို့ခံယူတယ်ထေဆိုးကလူတွေကခွန်အားအောင်နေချင်းတွေရဲ့ကောင်းမြတ်မှုကိုယူကြည်ကြသလိုအောက်ဆိုးကလူတွေကနေနာခံခြင်းညံ့ခံခြင်းတွေရဲ့ကောင်းမြတ်မှုကိုယူကြည်ကြတယ်တခင်တွေကစစ်တမ်းဆိုတာကိုလိုအပ်တယ်လို့ယူဆနေတဲ့အချိန်မှာ
နှိခံတွေကညီမြောက်မှုကိုတောင်းဆိုတယ်နိုင်ငံရေးဝါဒနဲ့ပတ်သက်လာရင်ထိတ်ကလူတွေကလက်ရဘက်ကိုရေးတယ်အောက်ကလူတွေကြတော့လက်ဝဲဘက်ကိုရေးတယ်ဒီခံယူချက်တွေဟာကျွန်တော်တို့ခင်ဗျားတို့မှလည်းအနေနဲ့များတော့ရှိတာပဲကျောင်းမှာခင်ဗျာစာအရာကြိုးစားတယ်ဆိုပါစို့စာမေးပွဲမှာအမှတ်မြင့်ဆိုရတယ်အမှတ်ကောင်းဆိုရတဲ့အတွက်နောက်ဆက်တွဲအကျိုးကျေးဇူးတွေကိုလည်းခင်ဗျားခံစားရတယ်ဒီအမြင်မှုတွေနဲ့ခင်ဗျားနဲ့ထိုက်တန်တယ်လို့ခင်ဗျားယူဆမှာပဲခင်ဗျားကိုယ်တိုင်တကယ်ကြိုးစားခဲ့တာကိုကျောင်းသားကောင်လူကောင်းဖြစ်ခဲ့လို့ဒီလိုမှတ်ကောင်းတယ်လို့ခံယူမှာပဲဒါကသခင်လမ်းစဉ်โอเคအခုနောက်တစ်မျိုးပြောက်စင်စားကြည့်ခင်ဗျားမှာတငယ်ချင်းကျောင်းဒီဘက်တစ်ယောက်ရှိတယ်ဆိုပါစို့အဲ့ဒီတငယ်ချင်းမှာမောင်နှမ10ယောက်ရှိတယ်အဖေမရှိဘူးအမေကရှာကျွေးနေတာဒီတငယ်ချင်းကကြောက်တဲ့ဖို့အတွက်ခြေပဲလို့တွေအများကြီးဝင်လို့ရတယ်စာချက်ဖို့အချိန်မပေးနိုင်ဘူးမောင်နှမတွေစားတော့ဖို့သူကိုယ်တိုင်ကူပြီးပိုက်ဆံရှာနေရတာကိုခင်ဗျာအမှတ်ကောင်းဆုံးနဲ့အောင်ပေါ်တဲ့ဆောင်မှုပွဲကိုလူကကြာသွားတယ်ဒါတရားသလားဘယ်တရားမလဲခင်ဗျာစိတ်ထဲမှာလည်းမတရားဘူးလို့ခံစားရမယ်လူဘွားပိတ်ချင်နေကြောင်သူ့အတွက်တခုခုလိုပဲသိတယ်လို့စိတ်ထဲမှာထင်မိမယ်ဆောင်မှုပွဲပြန်ဖြစ်ခွင့်ပေးတာမျိုးတခုခုပေါ့ဘာဖြစ်လို့လဲဘာကြောင့်သူ့ကိုဆောင်မှုပွဲပြန်ဖြစ်ခွင့်ပေးသေးတယ်လို့ခင်ဗျာထင်တယ်လဲသူရဲ့အနာချက်ကြောင့်သူ့ဘဝပေးချင်နေကြောင်သူဟာလူကောင်းတည်းဖြစ်တယ်လို့ထင်တယ်ဒါကနှိခံလမ်းစဉ်နျူတန်ရဲ့နိယမယဆိုရင်တကယ်လမ်းစဉ်ဟာကိုယ်နဲ့လောကရဲ့ကြားမှာခံယူချက်၊ကွာချက်တစ်ခုရှိနေစေချင်တဲ့စိတ်ဓာတ်မျိုးဖြစ်တယ်ကျွန်တော်တို့ကပေါ်မှာအားလုံးကအောက်မှာဆိုတဲ့ယူဆမှုမျိုးနှိခံလမ်းစဉ်ကြတော့အဲ့ဒီကွာချင်းကိုမရှိစေချင်ဘူးလောကနဲ့ကျွန်တော်တို့ကြားမှာစာကြမ်းအဲ့စေပဲညီတူမျှစုဖြစ်စေခြင်းတဲ့ခံယူချက်ဖြစ်တယ်ဒီခံယူချက်နှစ်ခုစလုံးဟာခံစားတဲ့ဦးနောက်ရဲ့အခြေခံပုံဆောင်ခဲတွေပဲနှစ်ခုစလုံးကပြင်ပြတဲ့ဆန္ဒတွေကိုဖန်တီးပေးတယ်နှစ်ခုစလုံးကမျှော်လင့်ချက်ကိုအသက်သွင်းပေးတယ်နေရှိကပြောတယ်ဟိုးရင်ခဲယဉ်ကျေးမှုတွေဟာသခင်လမ်းစဉ်ကိုခြေခံခဲ့ကြတယ်ဒီလိုယဉ်ကျေးမှုတွေမှာထူချွန်တဲ့သံမာတဲ့ပုဂ္ဂိုလ်တွေကိုဦးစားပေးတင်မြှောက်ကြတယ်ကျော်တွေတန်ပေါင်းများစွာသိချင်သေးပါစေထက်ကလူတွေအတော့ရှိဖို့ရည်ကြည်ခဲ့တယ်စစ်တရားတွေနဲ့တိဆောက်ထားတဲ့လူဖွဲ့စည်းတွေပေါ့သူချင်းနီမှာနေပြောခဲ့ကြတာယူခရိယန်ယဉ်ကျေးမှုထုံကားလာတဲ့အခါတနာကျင်နာမှုပေကဆော်ကျဲမှုနားလက်ဆာနာမှုတွေကပို့ပြီးနေရလာတယ်နှိခံလမ်းစဉ်ပို့ထုံကားလာတဲ့သဘောနေရှိခေရောက်တဲ့အထိနောက်ပိုင်းနိုင်ငံတွေမှာဒီယဉ်ကျေးမှုဟာအင်အားကောင်းနေသေးပဲနေရှိရဲ့တွေးခေါ်တွေရဆိုရင်သခင်နဲ့နေခံဒီနှစ်ခုကြားတင်းမာမှုဟာဘယ်တော့မှပြတ်မသွားဘူးဒီတင်းမာမှုဟာနိုင်ငံရေးလူမှုရေးပြဿနာအလုံးရဲ့အခြေခံမိစာဖြစ်တယ်လို့နေရှိကယူကြည်တယ်ဒီတင်းမာမှုဟာပို့ဆိုးလာလိမ့်မယ်လို့လည်းနေရှိကတတိပိတ်ခဲ့သေးတယ်ကိုယ်ကိုယ်ရမှသမျှဟာလူသားတွေကိုလောကနဲ့ဖြစ်တည်မှုရဲ့အကြောင်းကိုတိုင်းနိုင်ဆိုရှင်းပြပေးတဲ့ယူကြည်မှုတွေပါပဲဒီလိုမှလည်းလူသားတွေတောင်းတတဲ့မျှော်လင့်ချက်တွေကိုပုံမှန်ဖန်တီးပေးနိုင်မှာဖြစ်တယ်ရှိပြရလွယ်ကူတဲ့တဲ့ညီလက်ညီရှိတဲ့နောက်လက်တွေကိုအများဆုံးဆွဲဆောင်အားပေးနိုင်တဲ့ကိုယ်ကြရာတွေကခြေတန်းလာရင်နေရသွားတယ်တကဘာလုံးကိုပြတ်သွားတယ်ဟိုရှိခေကဘာတုံးကပေဂန်ဘာသာတရားတွေဟာတခင်လမ်းစဉ်ကိုခြေခံခဲ့တဲ့ယုံကြည်မှုတွေဖြစ်ခဲ့တယ်အင်ပါယာဘုရင်ကြီးတွေသူရဲကောင်းမင်းမြတ်တွေကဘာပတ်ပြီးအောက်ဘွဲခံခဲ့တဲ့အချိန်လက်ချက်ပြီးလူတွေကိုလက်အောက်ခံဖြစ်သိချင်တယ်လို့
သိခဲ့တဲ့အချိန်အဲ့ဒီနောက်နှစ်ပေါင်း2000လောက်ကြာမှာတော့နှိတ်ခမ်းလမ်းစဉ်ကိုချိခံတဲ့ကိုးကွယ်ရာတွေပိုထုံကားလာတယ်တခင်လမ်းစဉ်တွေတပြေးပြေးနဲ့ပပျောက်သွားတယ်ဒီကိုးကွယ်ရာသက်တွေဟာများသောအားဖြင့်ဖျားတစ်ပါးတည်းကိုကိုးကွယ်တဲ့ဘာသာတွေနိုင်ငံတကာနိုင်ငံလူမျိုးတမျိုးတည်းပဲယုံကြည်တဲ့ဘာသာမဟုတ်တော့ဘူးလူတိုင်းကိုးကွယ်စီကံလို့ရတဲ့ဘာသာတရားတွေဖြစ်လာတယ်လူတိုင်းသာတော်ညီမြတ်ဖြစ်စေဖို့လမ်းပြပေးတဲ့ယုံကြည်မှုတွေဖြစ်တဲ့အတွက်နိုင်ငံလူမျိုးမရွေးတော့ဘူးလူတို့အလုံးဟာတူတူပဲကဲတချင်းလိုအပ်တဲ့တတဝတွေပဲလို့ယူဆလိုက်တော့ပိုစီလို့သွားတဲ့သဘောလူမျိုးနိုင်ငံနောက်ခံတွေဘာတွေပဲဖြစ်နေပါစေနောက်ဆုံးမှာကိုယ်ကွယ်ရမယ့်သူတို့ပဲရှိတဲ့ဆိုတဲ့ယုံကြည်မှုဘာသာတရားမှန်သမျှမှာသက်သေထောက်ထားဆိုတဲ့ပြဿနာရှိကြတာကြီးပဲနန္ဒနာသမီးတွေဖျားသခင်တွေကိုဘယ်လိုပဲချီးမွမ်းခံဖွင့်နေပါစေမြို့တစ်မြို့လုံးမိလုံသွားတဲ့အခါခမရသာငမန်းကြိုက်ခံရတဲ့အခါဖျားသခင်ဘယ်ရောက်နေလဲဆိုပြီးမိကောင်ထုတ်ကြတယ်ယုံကြည်စိတ်ချရဆိုကိုယ်ွယ်ရဟာသိပ္ပံပညာပဲဖြစ်တယ်လို့သဘောတွေ့ခေါ်ပညာရှင်တွေသိပ္ပံပညာရှင်တွေကဆိုပြခဲ့ကြတယ်သက်သေထောက်ထားဆိုတဲ့အရာဟာသူတို့ရဲ့အရေးကြီးဆုံးခံယူချက်မဟာခံယူချက်ဖြစ်လာတယ်သက်သေမခဲလို့တော့တဲ့ယုံကြည်ချက်မှန်သမျှကိုပုံစံပြောက်ဖို့မလေးဘူးအသိပြန်ဆော့ဖို့အသိဖြစ်လာတယ်သိပ္ပံပညာဟာကိုယ်ကရာတွေထဲမှာအထီးရဆိုဖြစ်နေတာဆန်တော်မဟုတ်ဘူးသူကအချိန်နဲ့များတိုးတက်ပြောင်းလဲနေတာကိုလူတိုင်းလှူချလို့ရတယ်လူတိုင်းတွေအမျက်ဆင်သက်ဖြစ်နေတယ်အမျက်တမ်းပုံစံပြောင်းနေတဲ့အသက်တွေသာခံယူချက်တွေဖန်တီးပေးနေတဲ့တက်တန်းကြာလာတာနဲ့အမျှပုံမခံမလာတဲ့ကိုယ်ကွယ်ရာတစ်ခုသိပ္ပံပညာကပေးတဲ့အသေးပေးတွေကြောင့်တကဘာလုံးအာဩစရာကောင်းလောက်အောင်ပြောင်းလဲသွားတယ်လူသားထောင်ပေါင်းများစွာကိုကတင်နိုင်ခဲ့တယ်ဘဝနေထိုင်တွေလည်းအရင်ထက်အများကြီးတိုးတက်လာတယ်လူတွေလူခက်သမျှတွေထဲမှာဖန်တီးခက်သမျှတွေထဲမှာသိပ္ပံပညာဟာအကောင်းဆုံးဖြစ်တယ်လို့ပြောရင်လုံးဝမထင်ဘူးလူသမိုင်းရဲ့ကြီးကျယ်ခမ်းနားဆုံးဖန်တီးတည်ထင်မှုတွေတိုးတက်မှုတွေအလုံးနီးပါးဟာသိပ္ပံပညာရဲ့ကျေစုနဲ့မကင်ဘူးလေစေပညာစိုက်ပျိုးရေးတပညာပညာရေးစီးပွားရေးပြောရင်ဆုံးမှာမဟုတ်ဘူးပြီးတော့သိပ္ပံပညာကြောင့်လူသားတွေအရင်တုန်းကမမြင်ဘူးတဲ့ຢာတစ်ခုပေါ်လာတယ်အဲ့ဒါကဘာလဲဆိုတော့တိုးတက်ပြောင်းလဲခြင်းပဲလူသမိုင်းတစ်လျှောက်မှာတိုးတက်ခြင်းဆိုတာအင်မတန်နှိမ့်တော့တော်ရုံတန်ရုံနဲ့တတိမထမိကြဘူးလူတယောက်မွေးကတဲ့ကနေပြီးတည်တဲ့ဒီဘာမှမမရရပြောင်းလဲမသွားဘူးလေလောကရဲ့နှစ်ပေါင်း2000လောက်ကသက်ရှင်ခဲ့တဲ့လူတယောက်ကိုမြင်အောင်ရေးလိုက်သူမွေးကတဲ့ကနေတည်တဲ့ဒီသဘောချင်းကဘာမှပြောင်းလဲမသွားဘူးပြောင်းလဲမှုရှိခဲ့ရင်လည်းအနေချင်းပဲအခုခေတ်လူသားတယောက်အတွက်တော့6လလောက်တွင်းမော်ကိုတိုးတက်ပြောင်းလဲမှုတွေကလိုက်မမီနိုင်ဘူးအရင်ကလူတွေခင်ဗျာမွေးတဲ့နေရာမှာပဲတည်ကြရတယ်ဘယ်မှမရောက်လိုက်ဘူးဒီထင်မှုတွေနိပညာသက်တွေကိုလည်းမကြိုရဘူးဒီဂရီရပစ္စည်းတွေကိုပဲဆွေဆွေမျိုးဆက်ဒါပဲသုံးနေခဲ့ရတာဒီကြတဲ့စင်ရံငမောချင်းတွေစစ်ပွဲတွေနေချက်ရန်သူတွေကြောင့်သိကြပျက်စီးရပြန်တယ်နှိတ်ကွေးစိတ်ပြည့်စရာကောင်းတဲ့ခြေတွေပါပဲအဲဒီလိုခင်မျိုးမှာအသက်ရှင်ခဲ့ရတဲ့သူတွေဖို့နတ်ဖျားတွေစီကနေညွန်နေချက်ကိုတောက်ခံရတာမထူးဆန်းဘူးဒီဘောမှာအစဉ်ပြေရင်နောက်ဘောတော့အစဉ်ပြေပါစေလို့ဆုတောင်းကြမယ်နတ်ဖျားတွေရဲ့လိုတိုင်းလို့ဖို့ဝမလေးဘူးအဲ့ဒီအချိန်မှာသိပ္ပံပညာဆိုတာကြီးရုံခနဲ့ပေါ်ပေါလာတော့အကုန်ပြောင်းလဲသွားပါလေရောအနုကြည်မှန်ဘလို့တွေစာပုံနေဆက်တွေဓာတ်စစ်အင်ဂျင်တွေသမိုမီတာတွေပြီးတော့တကယ်လို့ဖြစ်တဲ့တကယ်ယောဂပြောက်တဲ့ဆွေးဝါးတွေစားတဲ့အရာတွေစက်တိုက်ပေါ်လာတယ်ရုတ်တရက်ကြီးဘောဟာနေလို့ပိုကောင်းလာတယ်
ပိုကောင်းလာတာကိုလည်းမျက်စိရှိမှတင်မြင်နေရတယ်စက်ကရိယာတွေပိုဆင်းမိလာတယ်အစားသာပိုပေါ်လာတယ်ကျမ်းမာရေးလည်းပိုကောင်းလာတယ်ပိဿာရှာရတာပိုလွယ်လာတယ်အမေလွန်ခဲ့တဲ့စနေကိုပြန်ကြည့်ပြီးအဲ့ဒီတော့ကငါတို့ဘယ်လိုများနေနိုင်ခဲ့ပါလဲဆိုပြီးတောင်းတာညီလိုရလာတယ်အတိတ်ကိုပြန်ကြည့်ရင်လက်ရှိချေရဲ့တိုးတက်မှုနဲ့ရှင်တန်းမြင့်တက်လာတဲ့အခါအနာကိုမြင်တဲ့မြင်လဲပြောင်းလဲသွားတာပဲဒါပြင်လူတွေကိုယ့်ကိုမြင်တဲ့အမြင်တွေလဲလို့ပါပြောင်းလဲသွားတော့တယ်ကိုပတ်ဝန်းကျင်ကိုတိုးတက်အောင်လုပ်ဖို့နောင်လောင်နောင်သားတွေကိုစောက်စံမလို့တော့ဘူးကိုသက်တမ်းအခြေတွင်းမှတင်တိုးတက်အောင်လုပ်လို့ရနေပြီအခုထားလို့ရပြီဒါအမတန်စိတ်ချမ်းသာဖို့ကောင်းပါတယ်ဒါပေမဲ့ဘေးထွက်ဆိုးကျိုးတွေလည်းရှိနေတယ်တောင်ဝန်ဆိုတဲ့ရာပကိုးပေါ်ကိုကြားလာတယ်တိုးတက်ပြောင်းလဲအောင်လို့ရနေရဲ့သားနဲ့ဘာလို့မလို့တယ်လဲဘာလို့ဒီတိုက်ထိုင်နေတယ်လဲပြီးတော့ဘယ်သူကဘာနဲ့ထိုက်တန်တယ်လို့ဆိုဖြတ်ပေးနေတဲ့နတ်ဖျားတွေမရှိတော့ဘူးဆိုရင်လူတိုင်းကရာနဲ့ထိုက်တန်သွားတာလားဒါမှမဟုတ်ဘယ်သူမှဘယ်အရာနဲ့မှမထိုက်တန်ဘူးလားဆိုတဲ့ခေါင်းပူစရာမိကုံးတွေပေါ်လာတယ်အတွေးခေါ်သက်တွေလည်းအရှုံမွေးဖွားလာတယ်နောက်ဘဝကျရင်အစင်ပြေမဝဆိုပြီးစိတ်လျှော့เสียမလို့တော့ဘူးလေဒီတော့ဒီခေတ်လူတွေဟာအခုလက်ရှိဘဝမှာသို့ချလို့ရမယ်တွေးခေါ်ကိုယ်ကွယ်မှုတွေကိုပို့ပြီးအားထားလာကြတော့တယ်ဒီမှာအရာရာထပ်ပြောင်းလဲသွားတာပဲဖះเจ้าတွေရဲ့စီကံတွေရင်ထဲပြေကျော်သွားတယ်တနေ့ခုနေကိုအိမ်မှာပဲနေတဲ့သူတွေများလာတယ်အာနာရှင်တွေကနောက်လိုက်တွေကိုအာနာလှုပ်ပေးလာကြတယ်အတွေးခေါ်ပညာရှင်တွေကဖះသခင်ကိုမိကုံးတွေထိုးလာတယ်လူသားမျိုးနွယ်စုရဲ့တွေးခေါ်မှုတွေအရှိန်ကိုပြီးသွားတဲ့အခြေလို့ပြောလို့ရတယ်ပြီးတော့အဲ့ဒီကတည်းကအရှိန်ရလာတဲ့တွေးခေါ်မှုတွေဟာဒီနေ့ဒီအရှိန်ကြမသွားတဲ့အပြင်ပို့ပြီးတော့တောင်အောင်ကောင်းလောင်နေတာဟာအားသိစရာပါပဲသိပ္ပံတော်လှန်ရေးကြောင့်ဘာသာတရားကိုးကွယ်မှုတွေထက်အတွေးခေါ်ကိုးကွယ်မှုတွေကပိုပြီးအင်အားကြီးလာတယ်ဒါကိုနေရှိကစိတ်ပူတယ်ဘာဖြစ်လို့လဲဆိုတော့အတွေးခေါ်ကိုးကွယ်မှုတွေကြောင့်ပိုတူတက်လာတာပိုချမ်းသာလာတာညင်လို့မရပါဘူးဒါပေမဲ့တွေးခေါ်ကိုးကွယ်မှုတွေဟာဘာသာရေးကိုးကွယ်မှုတွေလို့မခိုင်ပါဘူးဘာသာတရားနတ်ဖျားတွေကိုယူကြည်လိုက်ပြီဆိုရင်ပြင်မှာဖြစ်ပြနေတာတွေနဲ့နတ်ဖျားတွေနဲ့ဓာတ်ရိုက်ခြင်းပတ်သက်ဘူးခင်ဗျားအနေနဲ့မြို့တစ်မြို့လိုမိလောက်သွားနိုင်တယ်ခင်ဗျားမေဒရဒနာတီပေါ်ပြီးဒရဒနာလုံးချက်ချင်းပြန်ဝင်သွားနိုင်တယ်စေပွဲတွေယောဂဗျာတွေဆိုတာလေခင်ဗျားရှိမှဖြစ်ပြနေတာပဲဒါပေမဲ့ဒီအတွေ့အကြုံတွေအလုံးနဲ့ကိုးကွယ်တဲ့ဖျားတွေနဲ့ဓာတ်ရိုက်ခြင်းမပတ်သက်ဘူးဒါတွေဖြစ်နေလို့ဖျားဆိုတာမရှိဘူးဆိုပြီးအတင်ရင်းလို့မရဘူးဘာသာရေးကိုးကွယ်မှုတွေဟာတောင်ယုံတန်ယုံနဲ့တုံလို့ပြုတ်ကွမ်းသွားဘူးယူကြည်မှုပြိုလည်းမသွားတဲ့အတွက်နှုံးလိုက်ချက်တွေလည်းပိုပြီးခိုင်မာလာတယ်အတွေးခေါ်ကိုးကွယ်မှုတွေကြတော့ဒီလိုမခိုင်မာဘူးအစိုးရရဲ့လမ်းစဉ်တစ်ခုကိုစနေလောက်ကြောင်ခင်ဗျထောက်ခံရတဲ့ဆိုပါစို့ဒါပေမဲ့အဲ့ဒီဆိုရလမ်းစဉ်ကြောင့်လူတွေထောင်ပေါင်းများစွာသေချာပျက်စီးကုန်တဲ့ဆိုရင်ခင်ဗျစိတ်ထဲမှာဘယ်လိုခံစားရမလဲခင်ဗျကိုယ်တိုင်တားလဲတယ်လို့မခံစားရဘူးလားအဲ့ဒီတွေးကပုံမှာထားခဲ့တဲ့ခင်ဗျရဲ့မျောနေချက်တွေလဲတစားစီရကျွတ်ခံလိုက်ရပြန်တယ်ခင်ဗျရဲ့ကြည်မှုတွေပြတ်သူကုန်တယ်ကိုယ်တောင်ဘာကောင်မှမသိတော့ဘူးအတွေးကိုကိုယ်ရာတွေဟာအမြဲလိုစိတ်ခုံမှုတွေကြိုရတယ်ပြောင်းလဲခံရတယ်သက်သေပြနိုင်တဲ့အခောက်တွေရှိသလိုမောက်ပါတယ်ဆိုတဲ့အထောက်အထားတွေနဲ့လည်းကြိုက်ပေါက်ခံရများတယ်ဒီတော့လူတယောက်အနေနဲ့တွေးကိုကိုယ်ရာတစ်ခုပေါ်မှာခြေစုပ်ပဲယူလိုက်ဖို့အင်မတန်ခဲတယ်ကိုယုံကြည်တဲ့အတွေးကိုယုံကြည်မှုတစ်ခုပြိုလဲပျက်စီးသွားပြီဆိုရင်ကျွန်တော်တို့ဟာဖြစ်တည်မှုပြဿနာကိုထပ်ပြီးနေဆိုင်ရပြန်ရောနေရှိကဒီအချက်ကိုအစောကြီးကြုံမြင်ခဲ့တဲ့သူ
နိပညာရဲ့တိုးတက်မှုတွေကြောင့်လူတွေဟာတစ်ချိန်ချိန်မှာဖြစ်တည်မှုပြဿနာနဲ့တွေ့တော့မယ်ဆိုတာကိုသူကကြုံမြင်ခဲ့တယ်။ဖျားတကယ်မရှိတော့ဘူးဆိုပြီးသူကြွကြော်ခဲ့တာလဲဒီအချက်ကြောင့်ပဲ။နေရှိကဘာသာမဲမို့လို့ခုလိုရှောက်နေတာမဟုတ်ပါဘူး။လူတွေကတော့နေရှိကိုဒီလိုပဲဆွဆွဲကြတာပေါ့လေ။ဒါပေမဲ့နေရှိရဲ့စကားဟာတတိပေးတဲ့စကားသက်ပါဖျားသခင်နဲ့တွေးခေါ်တွေကိုပို့ကိုးကွယ်လာတဲ့အခါကျွန်တော်တို့လူသားတွေအနေနဲ့ဖြစ်တည်မှုပြဿနာကိုဘယ်လိုရှင်းကြမလဲဘယ်ရာကမှန်းတယ်မှားတယ်ဆိုတာကိုဘယ်လိုဆိုပြကြမလဲဒီဝန်ကိုဘယ်လိုထမ်းမလဲဖြစ်တည်မှုဆိုတာဖြစ်ချင်တဲ့ဖြစ်နေတဲ့ခံမလို့မရတဲ့ရှင်းလို့မရတဲ့ပြဿနာဒါကြောင့်ဒီပြဿနာကြီးကိုလူသားတွေနဲ့ဖြေရှင်းဖို့မဖြစ်နိုင်ဘူးကျွန်တော်တို့ရဲ့ခေါင်းထဲမှာဒီပြဿနာကိုရှင်းနိုင်တဲ့စိတ်ခိုင်မာမှုမရှိဘူးလို့နေရှိကပြောချင်ခဲ့တာဘာသာရေးကိုးကွယ်မှုတွေကိုတောက်တက်သွားတဲ့တွေးခေါ်ကိုးကွယ်မှုတွေဟာအာကိုလို့မရဘူးလို့နေရှိကထင်တယ်ပြဿနာကိုရှင်းလိုက်တာမဟုတ်ပဲခဏပဲအခြေဆွဲလိုက်တဲ့နိလန်းတွေဖြစ်တယ်လို့သူကယူဆတယ်အဲ့ဒီတွေးခေါ်တဲ့တွေကိုနေရှိကတခုမှသဘောမကျခဲ့ဘူးဒီမိုကရေစီစနစ်ဆိုတာယူလုံးတယ်နိုင်ငံသားဝါဒဆိုတာတုံးလုံးတယ်ကွန်မြူနစ်ဝါဒကလည်းဆိုးလုံးတယ်နှစ်ချက်ဝါဒကြတော့ရိုက်တယ်ဆက်တဲ့ဖြစ်ဘယ်ဝါဒမှသူလက်မခံဘူးဘာဖြစ်လို့လဲဆိုတော့နေရှိရဲ့ယူကြည်ချက်ရဆိုရင်ယူဝတ္ထုပစ္စည်းတွေဖြစ်တဲ့လူမျိုးနိုင်ငံသမိုင်းကြာမစားတဲ့အရာတွေအလုံးဟာတန်လဲတွေပဲတကယ်မရှိတာတွေကိုယုံကြည်ဖို့တိဆောက်ထားတဲ့လေထဲကအိမ်တွေဖြစ်တည်ခြင်းပြဿနာထဲပြုတ်ကြောက်မသွားဖို့တဲတဲလေးဆွဲထားတဲ့ကျုံမြင်တွေဒီစကူးအိမ်မက်တွေတခုနဲ့တခုဝိုင်တိုင်မိရင်ဖြစ်လာတဲ့ကြံဖတ်မှုတွေကဒီစကူးတွေကြောင့်ရလာတဲ့အကျိုးကျေးဇူးတွေထက်ပိုများနေတယ်လို့နေရှိကဆိုတယ်တခင်လမ်းစဉ်နဲ့နှိခံလမ်းစဉ်တွေးခေါ်တွေတခုနဲ့တခုထိမိခံမိရင်ဖြစ်လာမဲ့စစ်ပွဲတွေကိုနေရှိကကြုံမြင်ပြီးတတိပေးခဲ့တယ်လူသမိုင်းမှာဆိုးဝါးဆိုးသောပစ္စည်းတွေဟာလည်းဒီရှုထွေးချက်ပဲဖြစ်လာလိမ့်မယ်လို့သူကယုံတယ်နိုင်ငံနဲ့မိတ်တွေလူမျိုးအုပ်စုတွေကိုပါကြော်ဖြတ်ပြီးတကဘာလုံးကိုပြန်နှံ့သွားနိုင်တဲ့ပျက်စီးဆိုးရှုံးမှုမျိုးတွေကျူလာရနိုင်တယ်ဒါပေမဲ့ဒီစစ်ပွဲဟာနတ်ဖျားတွေတဲ့တိုက်ပေးမဲ့စစ်ပွဲမဟုတ်တော့ပဲနတ်ဖျားတွေကိုတိုင်တိုက်တဲ့စစ်ပွဲဖြစ်လာလိမ့်မယ်အဲ့ဒီနတ်ဖျားသက်တွေကကျွန်တော်တို့လူသားတွေပန်ဒိုရာတက်တာဂရိပုံပြင်တွေရဆိုရင်ကဘာဦးစားမှာယောက်ျားတွေပဲရှိခဲ့တယ်။ပတ်စောပြောပါနေပြီဘာလို့မှမလုပ်ကြဘူးတဲ့။မဆုံးနိုင်တော့ပါတီပွဲကြီးဆိုပါတော့အဲ့ဒီကဘာကိုနိုင်ပြီဆိုပြီးဂရိလူမျိုးတွေကတင်စားခွန်ခိုင်းကြတယ်။ဒါပေမဲ့ကျွန်တော်မြင်ရတော့အဲ့ဒါနိုင်ပြီမဟုတ်ဘူး။ငရဲတဲ့မျိုးပဲထားပါတော့။နတ်ဘုရားတွေကယောက်ျားတွေကြီးပဲအဲ့ဒီလိုပြမျိုးနေကြတာကိုကြည့်ရင်ပြင်းလာတယ်ထင်တယ်။နည်းနည်းစိတ်ဝင်စားဖို့ကောင်းအောင်တခုခုလိုမလို့ဆိုပြတယ်။အာရပျော်ရွှင်နေကြတဲ့ယောက်ျားတွေအာယုပြောင်းအောင်လုတ်ပိုရှုအောင်အဖို့တခုတော့ဖန်တီးပေးမယ်လို့နတ်ဖျားတွေကစဉ်းစားတယ်။တပတ်ပထမဆိုမြို့သမီးကိုဖန်တီးဖို့ဆိုပြလိုက်တယ်။အဲ့ဒီ project တွေနတ်ဖျားကြီးစားတွေအားလုံးတန်းကြီးလက်ညီလုပ်ပေးကြတယ်အဖော်လိုတိုက်ကလှပအောင်ဖန်ဆင်းပေးတယ်အဒီနာကညက်ကောင်းအောင်ပုံမှန်ပေးတယ်ဟီရာကမြို့ဆက်ပေါ်လို့ရအောင်ထပ်ပေးတယ်အမေကစကားဩဆောင်နဲ့ပြေဝအောင်ထန်လောင်ပေးတယ်အဲ့ဒီပထမဆိုမြသမီးရဲ့ကိုယ်ထဲကိုနတ်ဖျားတွေတပါးပြီးတပါးကဆူလာတွေတစ်ခုပြီးတစ်ခုပိတ်ထည့်ပေးကြတယ်ဟန်ပုံတွေကို application တွေထပ်သလိုပေါ့နောက်ဆုံးမှာပန်ဒိုရာလို့ခေါ်တဲ့ကောင်မလေးယူလို့ပေါ်လာတယ်နတ်ဖျားတွေကပန်ဒိုရာကိုကဘာစီလောလိုက်တယ်ကဘာမှာပျော်ချင်တဲ့ပျော်နေကြတဲ့ယောက်ျားဒူကြီးကိုအပြိုင်ဆိုင်ဖြစ်လာအောင်မရယူပေါင်းဝဲလို့တွေလွတ်တက်လာအောင်လှလိုက်တာ
ဒါပေမဲ့နတ်ဖျားတွေကပန်းစုလောင်နဲ့တူတက်တာတလို့ထပ်ပေးလိုက်တယ်တက်တာကအမတန်လှတယ်ပန်းနကနိုးတွေနဲ့ရွှေတိပြီးတဲ့တက်တာပန်းစုလောင်ကိုလည်းတကြမလိုက်တယ်လူတွေကိုအဲ့ဒီတက်တာပေးလိုက်ဒါပေမဲ့လုံးဝဖွဲ့မကြည့်စေနဲ့တဲ့ဘာဖြစ်မလဲကြိုသိနေလို့ပြီလူဆိုတာအဲ့ဒီလိုတားလို့ရတဲ့အမျိုးမမဟုတ်တာဒီတော့ပန်းတော်တက်တာကိုလူတယောက်ကဖွဲ့လိုက်မိတယ်တက်တာထက်ကမကောင်းဆိုးဝါးတွေအလုံးအပြင်ကိုပြန်ထွက်ကိုရောသေချင်းတရားယောဂဗျအမုန်းစိတ်မနာလိုစိတ်ဆိုရှယ်မီဒီယာစားတဲ့မကောင်းဆိုးဝါးတွေကုန်လောကုန်တယ်ပါတီကျင်းပနေတဲ့လူတွေကုန်တိုက်ပတ်ကုန်တယ်တယောက်နဲ့တယောက်တပ်ဖြတ်လာကြတယ်ရကြသူလည်းရံဖြစ်เสียအကြောင်းတစ်ခုရောက်သွားပြီလေမိဂရေတို့ရောက်လာပြီမဟုတ်လားဘယ်သူကဘယ်သူထဲဘယ်နေရာမှာပို့သွားတယ်ဆိုပြီးစစ်တွေဖြစ်တော့တာပဲအဲ့ဒီခြေကစားလို့လူသမိုင်းဆိုတာစတင်လာတဲ့နိုင်ငံတွေတစ်ခုနဲ့တစ်ခုဆက်ဖြစ်ကြတယ်ဘရင်တွေတပားနဲ့တပားအပြိုက်ဆိုင်သိပ်ပိုက်ကြတယ်ကျော်စနေတွေပေါ်လာတယ်လူတွေထောင်သုံးသိန်းသားချီပြီးသေးကြတယ်မြို့သစ်တွေဆောကြတယ်အဲ့ဒီမြို့တွေကိုပြန်ဖြစ်စီကြပြန်တယ်မိကလေးတွေကိုပစ္စည်းဥစ္စာတစ်ခုလိုတန်ဖိုးဖြာဆက်ဆံလာကြတယ်လူဆိုတဲ့အတိုင်းလှုပ်ပေးလိုက်တော့လှုပ်ချင်တယ်လို့လှုပ်ကြတော့တာပေါ့အရာအလုံးအဖတ်ဆက်မရအောင်ပျက်စီးကုန်ပြီလို့အလုံးကထင်ကြတယ်ဒါပေမဲ့ပန်ဒူရာသက်တာထဲမှာလောထမပေါ်သေးတဲ့အရာတစ်ခုကြာနေခဲ့တယ်အရင်တလဲလဲတောင်းနေသေးတဲ့လှပနေသေးတဲ့အရာမျောလင့်ချင်းဆိုတဲ့အရာဒီပုံပြည်ကိုအမျိုးမျိုးတိပွက်ဖေးကြတယ်လူတော်များများလက်ခံတဲ့ဖွဲ့ဆိုချက်ကတော့နတ်ဖျားတွေကလူသားတွေကိုအပြစ်ပေးတဲ့အနေနဲ့မကောင်းဆိုးဝါးတွေစီလုံးပေးခဲ့ပေမဲ့ဒီမကောင်းဆိုးဝါးကိုတက်ပြတ်ဖို့မျောလင့်ချက်ဆိုတဲ့ဖြစ်စစ်တစ်ခုကိုတော့ထပ်ပေးလိုက်တယ်ရေနဲ့ရန်ကားလို့ပေါ့အရာလုံးကတော့မျက်နှာစေပြဿနာတွေဖြစ်နေဥမှာပဲဒါပေမဲ့ဖြစ်ဆိုးတွေကိုတက်ပြတ်ဖို့အတွက်မျောလင့်ချက်ကိုအမျက်တက်သွင်းနေရမယ်ဖြစ်ချင်ရဖြစ်နေပါစေမျောလင့်ချက်ကိုသိမသွန်းအောင်ပြုစုပေးနေရမယ်ဒါကြောင့်လေဝီတိုပီလက်ကီလိုလူမျိုးဟာကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုခွန်အားတွေပေးနိုင်ခဲ့တာမကောင်းဆိုးဝါးတွေကိုမျောလင့်ခြင်းလက်နဲ့တက်ခဲ့တဲ့စိတ်တွေလက်နဲ့ချအညက်ခံစရာမလုပ်ဘူးဆိုတာကိုပြခတ်တဲ့သူတွေမကောင်းဆိုးဝါးတွေပြသွားသလိုမျောလင့်ခြင်းကြောင့်လည်းပိုပြီးအင်အားကောင်းလာတယ်မျောလင့်ခြင်းဆိုတာဟာလည်းကုသတတ်တဲ့အရာတစ်ခုမဟုတ်လားကဘာကိုတော့ကတဲ့ပေးနိုင်တယ်ဒါပေမဲ့ပန်ဒူလာပိုပြီးရဲ့နောက်ကွယ်မှာလူတော်များများမတွေ့မိတဲ့ဒိဗ္ဗတ်တစ်ခုကြံနေသေးရင်ရောမျောလင့်ခြင်းဟာဖြစ်စစ်မဟုတ်ပဲမကောင်းဆိုးဝါးနောက်တစ်ခေါက်ဖြစ်နေရင်ဘယ်လိုလုပ်မလဲမျောလင့်ခြင်းဟာဝီတိုပီလက်ကီလိုသူရဲ့ကောင်းတွေကိုပဲရွေပြီးခွန်အားပေးခဲ့တာမဟုတ်ဘူးမြေဖြိုသမားနောက်ကြီးတို့ကိုလည်းမျောလင့်ခြင်းကပဲတောင်းအောင်ပေးခဲ့တာလေဂျူးတွေကိုအကူသားပေးမှငါလူမျိုးတွေနေရရမယ်ဆိုတဲ့မျောလင့်ချက်ကြောင့်ဒီလိုရရဆက်ဆက်လုပ်ခဲ့ကြတာပြီးတော့အမှန်တည်းပြောရရင်အနောက်နိုင်ငံတော်များများရေရှည်နိုင်ငံတော်များများကျွလွန်ခဲ့ကြတဲ့မိုက်ပြည့်တွေအလုံးနီးပါးဟာလဲမျောလင့်ချက်ဆိုတာကိုမိစားဖြစ်သုတ်ခဲ့ကြတာပဲပုံမတိုးတက်လောလာတော့နိုင်ငံဖြစ်ဖို့စီးပွားရေးပူကောင်းလာဖို့စတဲ့မျောလင့်ချက်တွေကိုကြောက်ပြခဲ့ကြတာမို့လားဆရာဝန်ရဲ့ခွက်စိတ်သားလိုပဲမျောလင့်ခြင်းဟာအသက်ကနေတယ်လို့သိလဲသားနိုင်တယ်ကျွန်တော်တို့ကိုမြင့်တင်ပေးနေတယ်လို့အောက်ကိုလည်းဆွဲချသွားနိုင်တယ်ဥပမာပြောရရင်မိမိကိုယ်ကိုယူကြည်တာသိကောင်းပါတယ်ဒါပေမဲ့အစိတ်တော့ဖြစ်စေတဲ့ယူကြည်မှုမျိုးဆိုရင်အဆင်မပြေဘူးဒီလိုပဲချစ်ချင်းတရားမှလည်းကျမ်းမာသားစင်တဲ့ချစ်ချင်းရှိသလိုအစိတ်ပြည့်တဲ့ခြေလက်ရှိတယ်မျောလင့်ခြင်းဟာလည်းတူတူပဲကျမ်းမာတဲ့မျောလင့်ခြင်းဖြစ်ဖို့လိုတယ်ဒါပေမဲ့ဘယ်လိုမျောလင့်ချက်မျိုးကကျမ်းမာသလဲဘယ်လိုမျောလင့်ချက်တွေကတော့အန္တရာယ်များသလဲဆိုတာခွဲရခက်တယ်ကျွန်တော်တို့ရဲ့စိတ်ချမ်းသာရေးအတွက်မျောလင့်ချက်တွေဟာရည်ကြီးတယ်လို့ကျွန်တော်ရှေ့မှာတောက်လျှောက်ထုတ်ပြခဲ့တယ်
နံပါတ်1အနာဂတ်ဆိုတော့ကိုလှမ်းမြင်မျှော်မှန်းနိုင်ဖို့လိုတယ်နံပါတ်2အဲ့ဒီနာဂတ်စီကိုရောက်အောင်သွားနိုင်မယ်ကိုကကြမှာဖန်တီးနိုင်မယ်လို့လည်းယူကြည့်ဖို့လိုတယ်နံပါတ်3ကိုနဲ့တလန့်နဲ့တူတူသွားမဲ့အပွဲလေးလိုသေးတယ်ဒါတို့တဲ့အခါခုခုမရှိတော့တာနဲ့ကျွန်တော်တို့ဟာလမ်းပြော့ပြီးဖြစ်တည်မှုပြဿနာနဲ့ရင်ဆိုင်ရမယ်အတွေးကြိုတွေကြောင့်ခံစားချက်တွေဖြစ်လာတယ်ခံစားချက်တွေကြောင့်ခံယူချက်တွေပေါ်ပေါ်လာတယ်ခံယူချက်တွေရှိလို့ဘဝမှာဒိဗ္ဗေရှိတဲ့ဇာလန်းတွေတမိုက်နောက်ခေါင်တွေပေါ်ပေါ်လာတယ်ခံယူချက်တူတဲ့ဇာလန်းတူတဲ့သူတွေစုပေါင်းပြီးကိုးကွယ်ရာတွေကိုထူထောင်ကြတယ်ဒီရောက်တဲ့ကိုးကွယ်မှုတွေရဲ့နောက်လိုက်တွေဟာပုံပြီးစီကံရှိမယ်တိုးတက်မယ်စီလိုမယ်ဒီလိုစီကံရှိလေလေတိုးတက်လေလေစီလိုလေလေသူတို့ရဲ့ကိုးကွယ်မှုဟာတခြားသူတွေစီပြတ်ပွားလေလေပဲတခြားသူတွေကိုပါမျောနေချက်တွေပြင်နေလာတယ်ဒီကိုးကွယ်မှုတွေပိုကြီးထွားလာတဲ့အခါငါတို့သူတို့ဆိုတဲ့အတွေးပြင်ခွဲခြားမှုတွေဖြစ်လာမယ်တာမြင်ချက်တွေဒလိထိုးစားဆင်လောင်တွေပေါ်လာမယ်ခံယူချက်မတူတဲ့အုပ်စုတစ်ခုကြားမှာရှုပ်ထွေးမှုတွေဖြစ်လာမယ်တိမ်မမှုတွေများလာမယ်ဒီရှုပ်ထွေးမှုတွေရှိနေဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုတင်းမာမှုတွေရှုပ်ထွေးမှုတွေရှိနေမှာအုပ်စုထဲကလူတွေအတွက်ဘဝဟာဒိဗ္ဗေရှိလာတာဒီတော့ဒီလိုအရှုပ်ထွေးတွေကြောင့်ပဲမျောလင့်ချက်ဆိုတဲ့ຢာဟာသက်ဆက်ရှင်နေတယ်လို့ပြောလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ထင်ခဲ့တာကြောင်ပြန်ဖြစ်မနေဘူးလားတော်တော်လေးတွေဖြစ်နေလို့မျောလင့်ချက်ကိုလိုအပ်တာမဟုတ်ဘူးတော်တော်တွေဖြစ်နေမှပဲမျောလင့်ချက်ဟာရှင်သန်နိုင်တာကျွန်တော်တို့ရဲ့ဘဝတွေကိုဒိဗ္ဗေရှိလာအောင်လုပ်ပေးနိုင်တဲ့မျောလင့်ချက်တွေရဲ့အရင်းမြစ်ကြောင်ရင်းတွေဟာကျွန်တော်တို့ကိုအချင်းချင်းအုပ်စုခွဲစေခဲ့တဲ့ကြောင်ရင်းတွေနဲ့တူတူပဲဖြစ်နေတယ်ဘဝမှာပျော်ရဆုပ်ချေတွေကိုယူဆောင်လာပေးနိုင်တာမျောလင့်ချက်ဖြစ်သလိုဘဝရဲ့စိတ်ဆင်းရဲဆုပ်ချေတွေကိုခေါ်လာပေးတာကလည်းဒီမျောလင့်ချက်တွေပဲမျောလင့်ခြင်းကြောင့်လူတွေပိုပြည့်စည်လို့လာသလိုဒီမျောလင့်ခြင်းကြောင့်ပဲလူတွေကြားသွေးကွဲရများတယ်ဒီတော့မျောလင့်ခြင်းဟာအန္တရာယ်များတယ်လက်ရှိဖြစ်နေတဲ့အရာကိုလက်မခံနိုင်မှမျောလင့်ခြင်းကသိဝင်လာတာမဟုတ်ဘူးတခုခုပျက်စီးပျောက်ဆုံးနေမှပိုကောင်းတဲ့အရာကိုမျှော်လင့်လို့ရတယ်ကိုဟာဒီလောကရဲ့အစိပ်ပတ်တစ်ခုပဲဆိုတာကိုညှင်းပယ်မှတခုခုကိုစကြင်နေမှမျှော်လင့်ခြင်းကိုလက်ကင်ထားလို့ရလာတယ်ဒီလိုတွေ့လိုက်တော့လူဖြစ်ရခြင်းဟာတော်တော်လေးကိုစိတ်ပြည့်စရာကောင်းသွားတယ်ကျွန်တော်တို့မှာရွေးစရာဆိုလို့အဆိုးမြင်ခြင်းတဲမာမှုထီးကြခြင်းယူကြည်မှုစစ်ပွဲတွေနဲ့ဖြစ်တည်မှုပြဿနာတွေပဲရှိတော့တယ်တိတ်ပတ်တော်လာရေးကြောင့်ပေါ်ပေါက်လာခဲ့တဲ့တွေးခေါ်ကိုးကွယ်ရာတွေဟာယေရှိမှာဘယ်လိုမှမတည်မြဲနိုင်ဘူးလို့နေရှိကယူဆခဲ့တယ်သူ့အမြင်ရဆိုရင်လူတွေဟာတစ်ချက်ချိန်မှာတော့တယောက်နဲ့တယောက်ဖြစ်စီပေးလိမ့်မယ်ဒါမှမဟုတ်အတွင်းကနေလှိုက်စားပြီးလူသက်ပွဲတစ်ခုလိုပြိုလဲသွားလိမ့်မယ်ပြီးတော့ရာဇဝနဲ့နိုင်ငံတွင်းမှာဖြစ်တည်မှုပြဿနာတွေတကယ်စတင်လိမ့်မယ်တခင်လမ်းစဉ်ဟာခြားစားပျက်စီးသွားလိမ့်မယ်နှိတ်ခမ်းလမ်းစဉ်လည်းသူ့မို့သူမနိုင်ပဲပြိုလဲသွားနိုင်တယ်လူသားမျိုးနွယ်စုတစ်ခုလုံးကြာရှုံးသွားမယ်လူတွေဖန်တီးသမျှຢာတွေဟာထောင်လောက်မတည်မဲနိုင်ဘူးမြတ်တဲ့စေအကုလို့မရနိုင်ဘူးရှေးရဲ့အဆိုရဆိုရင်ကျွန်တော်တို့အနေနဲ့မျောလင့်ချက်ဆိုတဲ့အရာကိုကြော်ပြီးမြင်ဖို့လိုတယ်ခံယူချက်တွေကိုကြော်ပြီးလှမ်းမြင်မြင်နိုင်ရမယ်ကောက်ကျဲဆိုးကျဲဆိုတဲ့အရာတွေထက်ပိုစိတ်မြင့်တဲ့ယူကြည်မှုတွေဖန်တီးပေးရမယ်ဒီလိုဖြစ်နိုင်ဖို့အတွက်နေရှိကလူရဲ့ယူကြည်ချက်တစ်ခုဖြစ်တဲ့အာမော်ဖက်တီကန်တရားကိုချစ်ခင်ချက်ဆိုတာကိုပုတ်ချဖို့တိုက်တွန်းခဲ့တယ်နေရှိကပြောတယ်အာမော်ဖက်တီဟာလူသားတွေရဲ့တကယ်စွမ်းပကားကိုသက်ပေးနိုင်မဲ့ formula ပဲဒီ formula ကိုပုတ်ချတဲ့လူတစ်ယောက်ဟာဖြစ်လာမဲ့အရာတွေကိုမပြောင်းလဲခြင်းဘူးဖြစ်ခဲ့တာတွေကိုလည်းပြန်မပြင်ခြင်းဘူးနောက်ဆက်ဖြစ်နေဦးမဲ့အရာတွေကိုလည်းမပြောင်းလဲစေခြင်းဘူးလိုအပ်လို့ထိုင်ရမယ့်ဝန်တွေကိုသိုးမထားပဲထမ်းမယ်ချစ်မယ်နေရှိယူကြည့်တဲ့အမော်ဖက်တီဟာဘဝမှာဖြစ်လာသမျှအတက်ကြတွေ
ဒိဗ္ဗေရှိခြင်းမရှိခြင်းတွေကိုအဆိုကောင်းမရွေးပဲလက်ခံဖို့ငါကျင်မှုကိုလိုလိုလားလားဝေဖက်ဖို့ဒုက္ခကိုပြည့်ကြိုဖို့ဖြစ်နေတာတွေရဲ့ပုံမှာကျင့်နိုင်မှာဖြစ်ချင်တဲ့အရာနဲ့ဖြစ်နေတဲ့အရာတွေကြားကကွာမှုကိုဆွဲစိတ်နိုင်မယ်လို့နေရှိကထောက်ပြတယ်တက်တက်ပြောရင်တော့ဘာကိုမှမမျှော်လင့်နဲ့လို့ပြောချင်တာပဲဖြစ်နေပြီးသားအရာတွေပုံမှာပဲမျှော်လင့်ချက်ထားစေချင်တယ်မျှော်လင့်ချက်ဆိုတာနောက်ဆုံးမှာဘလာဟင်းလေးမြစ်တစ်ခုတက်တက်ပဲခင်ဗျားစိတ်ဓာတ်ကဖတ်တည်သမျှဟာပြည့်နာစာမကိနိုင်ဘူးတိုက်တာတစ်ခုတည်းပဲမနိုင်ပဲဒီတော့စိတ်ဓာတ်ကခံယူချက်မျှော်လင့်ချက်ကိုသဲသန်ကိုယ်ွယ်လဲရင်အကုန်ပျက်စီးသွားနိုင်တယ်ပျော်ရွှင်ဖို့ကိုလည်းမမျှော်လင့်နဲ့ဒုက္ခတွေရောက်သွားဖို့မမျှော်လင့်နဲ့ကိုယ်အားနဲ့ချက်တွေရောက်သွားဖို့ကိုလည်းမမျှော်လင့်နဲ့ခင်ဗျာမျှော်လင့်တဲ့အရာတွေကဘာတွေလဲအခြေတိုင်းမှာဖြစ်ပေါ်လာနေတဲ့စိုးစားမရှိတဲ့အခွင့်အလမ်းတွေဖိနှိပ်မှုတွေကိုမျှော်လင့်ပါလောလာချင်းနဲ့တွဲပါလာတဲ့ဒုက္ခကိုမျှော်လင့်ပါပျော်ရွှင်ခြင်းနဲ့ကပ်ပါလာတဲ့နာကျင်မှုတွေကိုမျှော်လင့်ပါမသိချင်းကြောင့်ရလာမဲ့အသိဉာဏ်တွေကိုမျှော်လင့်ပါရှုပ်ပေးခြင်းကြောင့်ရလာမဲ့အောင်မြင်မှုတွေကိုမျှော်လင့်ပါပြီးရင်ဒါတွေအားလုံးကိုကောင်းတမထားပဲလှုပ်ရှားရှိတာကိုဆက်လုပ်ပါကျွန်တော်တို့ရဲ့တကယ်စိတ်ခေါ်မှုကဒါပါပဲမျှော်လင့်ချက်မထားပဲလှုပ်ရှားရှိတာကိုဆက်လုပ်ဖို့ပုကောင်းလာဖို့မျှော်လင့်နေမဲ့စားပုကောင်းလာအောင်လုပ်ဒီတင်ကားကနေနောက်ထပ်တင်ကားစီဒီစကားကနေနောက်တစ်စကားစီအရာအလုံးကတော့အသက်လွဲတွေဖြစ်နေဦးမှာပဲဒီသက်လွဲအရာတွေအလုံးရဲ့အကြောင်းကျုံနှစ်ခုလုံးကမျှော်လင့်ချက်ပဲအခုပြောနေတာတွေကိုလက်ခံဖို့ခဲလိမ့်မယ်စိတ်ခါကြည့်လို့ပဲအမျိုးကြောက်မှာမဟုတ်ဘူးမျှော်လင့်ချက်ဆိုတဲ့အင်မတန်ချွေမြတဲ့ပြားရည်စက်ကိုပဇာဝါကနေပို့ထုတ်လိုက်တဲ့အခါခံရခက်မှာပဲမျှော်လင့်ချက်မရှိတဲ့အခါဖြစ်တည်ခြင်းပြဿနာမော်တူထဲကိုပြန်ဆင်းရတော့မယ်ဆိုပြီးကျွန်တော်တို့အားလုံးယူကြည်နေတာကိုဒီမတရားကိုကျွန်တော်ထုတ်ထားပြီးကိုစိတ်သက်သာရအောင်အမျိုးမျိုးသောဇာလန်းတွေပုံပြင်တွေပြောပြနေကြမဟုတ်လားဒါပေမဲ့ကျွန်တော်တို့တကယ်လောလားဖို့အတွက်မတရားကိုရင်ဆိုင်ဖို့လိုတယ်ခင်ဗျားရောကျွန်တော်ရောကိုနဲ့သိတဲ့ခင်တဲ့ကိုကချစ်တဲ့ကိုချစ်တဲ့သူတွေရောအကုန်လုံးဟာသိကြရမှာပဲကျွန်တော်တို့လူသမျှပြည်သူများတွေဟာလဲစက်ကြလာကြီးနဲ့ရှင်လဲရင်ဘာသက်ရမှုမှမရရမရှိဘူးဒါဟာဖြစ်တည်မှုပြဿနာပါပဲဒီတော့တချို့ကဒီပြဿနာကိုရင်မဆိုင်ခြင်းဘူးအမှန်ကိုလက်မခံရဘူးဒီမှန်တရားကိုလက်ခံလိုက်ရင်ကိုမရှိတဲ့တောင်းလို့ဗျာမတာတွေဖြစ်ကုန်မယ်လို့ထင်ကြတယ်တော်မရှိတဲ့လူတော်တရားဖြစ်သွားမှာကိုစိုးရိမ်တယ်ဒါပေမဲ့တကယ်တမ်းကဒီမှန်တရားကိုလက်ခံလိုက်မှပဲကျွန်တော်တို့ဟာတောင်းဝန်ပူယူတတ်လာမှာဒီမှန်တရားကိုလက်ခံလိုက်တဲ့အခါကျွန်တော်တို့အနေနဲ့တယောက်နဲ့တယောက်မုတ်တီးနေစရာမလိုတော့ဘူးကိုသူများကိုချစ်ဖို့အကြောင်းရင်းပုတ်ခိုင်လို့လာတယ်ကိုသူများကိုဒီကဘာကြီးကိုလေစာသမှုနဲ့ဆက်ဆံဖို့အကြောင်းရင်းပုတ်ခိုင်လို့လာတယ်ကိုဘွားရဲ့အချိန်တိုင်းစက္ကန့်တိုင်းကိုဘောများစွာနေရမယ်သူတယောက်လိုနေဖို့အကြောင်းရင်းပုတ်ခိုင်လို့လာတယ်ဖြစ်ပျက်ခက်သမျှရာတွေဟာထက်ခါဖြစ်ပျက်နေဦးမယ်ဆိုဆောင်မရှိတဲ့ဘောများစွာကိုကြိုးကြောက်ဦးမယ်ဆိုတဲ့အယူဆဟာနေရှိရဲ့တွေးခေါ်အလုံးနှိပါရဲ့အခြေခံယူဆတစ်ခုဖြစ်တယ်ဒီစာအိုးရဲ့ဒုတိယပိုင်းမှာတော့မျှော်လင့်ချက်မပေါ်တဲ့ဘဝဆိုတာဘယ်လိုများလဲလို့နားလည်အောင်လေ့လာသွားမယ်ကျွန်တော်ပထမဆုံးပြောချင်တာကတော့အဲ့ဒီဘောဟာခင်ဗျားထင်ထားသလောက်မဆိုးပါဘူးဆိုတာပါပဲဖြစ်ချင်တဲ့ဖြစ်ပြနေတဲ့ကျွန်တော်တို့ရဲ့အခက်အသက်ကဘာကိုယူသားတဲ့အမြင်နဲ့ကြည့်မယ်လွဲနေတာတွေကိုပြုပြင်ဖို့တဲ့ဖြစ်နေတာတွေကိုလက်ခံနေတဲ့ဖို့ကြိုးစားကြည့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အနေနဲ့ယူကြည်မှုစိတ်တွေစီကနေယူထည့်ဖို့လိုတယ်တွေးခေါ်တွေကြားမှာပိမိနေရကနေဖောက်ထွက်ဖို့လိုတယ်ကျွန်တော်တို့ရဲ့ခံစားတဲ့ဥနှောင်းကိုခံစားခွင့်ပေးမယ်ဒါပေမဲ့သူသက်သက်လိုက်ရှာနေတဲ့အဓိပ္ပာယ်တွေခံယူချက်တွေကိုတော့ခဏဘေးပယ်ထားကြည့်မယ်အကောင်းနဲ့ဆိုတဲ့ခြေခံယူချက်တွေကိုကြော်ထွက်ပြီးမြင်တတ်အောင်ကြိုးစားကြည့်မယ်လက်ရှိဖြစ်နေတာတွေကိုကျင့်တဲ့နှစ်သက်တတ်လာအောင်ကြိုးစားမယ်
Amorfati မက်တာဆွစ်ဇာလန်မှာနောက်ဆုံးနေရမယ့်နေ့ဒီနေ့တော့အိတ်ထဲမှာမနေပဲတနင်္လာလောက်ပြင်လေးပါလေးလမ်းလျှောက်ထွက်ဖို့ကြိုးစားတယ်စီပပလာတာရီကရဲ့ရှိဘက်ကန်ဆန်းမှာလမ်းလျှောက်ရတာကိုနေရှိကအင်မတန်သဘောကျတယ်အဲ့ဒီနေရာကမြို့နယ်နှစ်ဖာလောက်ပဲဝေးတာဒီကန်ကရသည်ဥတုကြောင့်ခက်တော့မရောက်နဲ့တလက်လဲတောင်းနေတယ်ဒီကမပလည်းမှာနှိပ်ဖုံးနေတဲ့တောင်ထင်းတွေနဲ့တောင်တန်းတွေဝရန်ထားတယ်လွန်ခဲ့တဲ့၄နှစ်လောက်တုန်းကဒီရေကန်ဘေးမှာပဲမက်တာနဲ့နေရှိစကားပြောလမ်းလျှောက်ရင်းနေခဲ့ကြတာဒါကြောင့်လေမက်တာကသူဆွစ်ဇာလန်ကနေမပြခင်နေ့ကိုဒီနေရာမှာနေရှိနဲ့လမ်းလျှောက်ရင်းကိုစိုးချင်တာသူကိုဒီနေရာနဲ့တွဲပြီးမှတ်မိနေသေးချင်တာမနေ့ဆဆပြီးတာနဲ့ရေကန်ဘက်ကိုထွက်လာကြတာပဲနေလို့ကမပုတ်တက်ဖို့အနေတော်ပဲလေကလည်းနူအီနေတယ်မက်တာကရှေ့ကနေလျှောက်တယ်နေရှိကနောက်ကနေလမ်းလျှောက်တုတ်ကူနဲ့တတောက်တောက်လိုက်တယ်နေရောက်သားလက်ကွင်းတွေနွားအုပ်တွေကိုဖြတ်လာတယ်မက်တာမရှိတော့ရင်တော့သူနဲ့စကားပြောဖို့နွားတွေပဲရှိတော့တယ်ဆိုပြီးနေရှိကရေစရာပြောတယ်နေရောက်သားရရင်လမ်းမှာတက်ကြသိတွေတောင်ဝင်ခုလိုက်ကြသေးတယ်နေလေလောက်ရောက်တော့ခဏနားကြပြီးသက်ပိတ်အောက်မှာပဲနေလေစားစားတယ်အဲ့ဒီမှာမက်တာစပြီးစိတ်ပူလာတာပဲနေရောက်သားလမ်းလျှောက်လာတော့ကတော့စားလိုက်နောက်လိုက်နဲ့သိမသိတာဘူးခုမှပဲနေရှိကိုကြည့်မိတယ်နေရှိကတော်တော်ကိုပင်ပန်းနေပြီစေရောကိုပါကြိုကြိုကြနေတာအပြန်လမ်းမှာပိုသိသားလာတယ်နေရှိလမ်းကိုမနဲ့ရှောင်းနေရတယ်ဒီနေ့ပြီးရင်ငါနေရှိကိုတယောက်တည်းထားခဲ့ရတော့မှပါလားဆိုတာမတာစဉ်းစားမိတော့စိတ်ထဲမှာအုံမိန်သွားတယ်နေရှိကလမ်းလျှောက်နေရင်ပိုပြီးဘူးလာတယ်လမ်းမှာလည်းခဏခဏနားရတယ်လူကိုသူတယောက်တည်းစကားတွေစပြီးပြောလာတယ်ဒီလိုထားခဲ့လို့ဖြစ်ပါမလားမက်တာစဉ်းစားတယ်ဒီလိုကြီးမထားခဲ့ခြင်းဘူးဒါပေမဲ့ဆက်လည်းမနေနိုင်တော့ဘူးရွာနောက်ကိုရောက်တော့ညနေဆောင်ပြုတ်နေပြီနေဝင်လို့ပြီလေကမနုတော့ပဲဣပြီးအေးလာတယ်နေရှိကမက်တာကိုမှီရမလိုက်နိုင်တော့ပဲနောက်မှတော်တော်ပြတ်ကြံနေခဲ့တယ်ဒါပေမဲ့မက်တာရှိမလျှော့ပဲဆက်လျှောက်တယ်စပီးခေါနေရင်နေရှိအေးပြန်ရောက်တော့မှမဟုတ်ဘူးစောစောကနွားအုံနောက်ကိုပြန်ရောက်လာတယ်ဘာမိတ်တာလဲကွာနေရှိကအော်တယ်ဖះသခင်ဘရောက်သွားတယ်လဲဟုတ်လားမက်တာပြန်မလက်ကြည့်ခင်မှာပဲနေရှိဘာလို့လဲလဲဆိုတာကိုကြိုသိနေပြီနေရှိလက်ကဲတို့တရားရနဲ့နွားအုံကြီးကိုအော်ဆန်းနေတာအေးငါပြောပြမယ်နေရှိကသဲလူရှူရင်ပြောတယ်တောက်တန်းမျိုးဘက်ကိုလက်ကဲတို့နဲ့ရမ်းပြတယ်ငါတို့လို့ဖះသခင်မရှိတော့တာငါတို့ပြစ်ပဲဘယ်လိုလုပ်လဲတလဲမင်းတို့သိလားနွားတွေကအမြဲကိုဆက်စားနေကြတယ်တကောင်ကဖင်မကန်းနေတဲ့ရင်ကောင်ကိုအမိနဲ့ဖက်ကန်နဲ့လှမ်းရိုက်တယ်ပင်လေတွေခန့်သွားအောင်ငါတို့ဘယ်လိုတောက်ပေးကြသလဲမုတ်ကိုဆက်ဝဲကိုဘယ်လိုဖျက်ပေးလိုက်ကြသလဲဒီလိုကနေကဘာကြီးကိုဆွတ်ပြုတ်ပေးလိုက်တော့ငါတို့ဘာလို့ခဲကြသလဲငါတို့အလိုအရက်မင်းတဲ့စီကိုဇောက်ထိုးပြုတ်ကျနေကြတာပဲမဟုတ်လားစိုးစမ်းမရှိတဲ့နတ်တီကလေးပြင်းနေလမ်းပြောင်းနေတာကြီးပဲဖက်တွေဘာလို့ရှော့ပြောနေတာလဲမက်တာကနေရှိရဲ့လက်ကိုဆွဲပြီးခေါ်တယ်နေရှိကလက်ကိုဆော်ရိုးလိုက်တယ်သူ့မျက်လုံးတွေကဒေါသထောင်ထောင်ထားနေတယ်ဖះသခင်ဘယ်မှာလဲဟုတ်လားမရှိတော့ဘူးကွမရှိတော့ဘူးငါတို့လို့မရှိတော့တာငါတို့တော့မချလို့ပြန်မလာတော့ဘူးဖက်တဲ့တော်ပါတော့စိတ်ကိုထေးလေလာပါပြန်ရအောင်ငါတို့ဘယ်လိုဖြစ်သေးရမလဲပြောလေဖះသခင်ကိုမော်ထုတ်ပေးတဲ့အမရိုက်ကောင်တွေလေငါတို့လက်မပေးနေတဲ့သွေးကိုဘယ်သူလောက်တော့ပေးမလဲဟေးကောင်ပြောစမ်းမက်တာကောင်းပဲခါနိုင်တယ်ပြောလို့လေနိုင်မှာမဟုတ်ဘူးဒါနောက်ဆိုပဲဒီလိုနဲ့ပဲဇာသိမ်းမှာပဲမက်တာလက်ထွက်လာလိုက်တယ်ငါတို့ကိုဘယ်လိုရည်နဲ့ဆင်းမလဲပြည့်တွေ့ကြအောင်ဘယ်လိုဝန်ခံကြမလဲဝန်ခံပွဲတွေအပြစ်စစ်ကြိုးပွဲတွေထပ်တီထွင်ရအောင်မလား
ဒါမှမဟုတ်ငါတို့ဘာသာငါတို့ပဲပြန်ကိုးကွယ်ကြမလားပါဝါချက်တစ်ခုလုံးတိတ်ဆိတ်နေတယ်နွားအောင်တန်တဲတဲကြားရတယ်လူဆိုတာကျွတ်တစ်ချောင်းပဲကွမဟာလူသားနဲ့အရာရှင်သတ္တဝါတစ်ကောင်ကိုတွဲချီထားတဲ့ကျိုးပဲကွလူမှာဘာကောင်းတာရှိတယ်လဲကောင်းတာတစ်ခုပဲရှိတယ်လူဆိုတာတရားပဲပူကောင်းတဲ့နေရာကိုသွားဖို့ခင်ထားတယ်တရားသက်သက်ပဲပေါ်မစားခင်ဖွက်တဲ့တခြင်းပဲအဲ့ဒီစကားကမတ်တရင်ထဲကိုနင်းဝင်သွားတယ်လူဆိုတာပူကောင်းတဲ့ຢာတွေစီကိုသွားဖို့တရားတစ်ခုပဲပုံမြင့်မြတ်တဲ့ຢာတွေရောက်မလာခင်ကြိုတင်မိတ်ဆက်တဲ့အဖွက်သက်သက်ပဲတဲ့ဒီစကူးကိုသဘောကျလို့နေရှိစီကိုသူရောက်လာခဲ့တာဒီတွေးခေါ်ကြောက်ပဲနေရှိရဲ့စိတ်ဓာတ်ကိုသူသဘောကျခဲ့တာမြေသမီးတွေလောမြောက်ဖို့တိုးတက်ဖို့ဆိုတာပုံမြင့်မြတ်တဲ့ຢာတစ်ခုလုံနေတယ်လို့မက်တာထင်ခဲ့တာကိုဒါပေမဲ့သူအခုမှသဘောပေါက်သွားတယ်နေရှိအတွက်တော့ဒီစကူးဟာလူတွေရဲ့ကြာရှုံးမှုပြဖို့တစ်ခုဖြစ်နေပါလားနေရှိတွေမက်တာတပိုးထားတဲ့တွေးခေါ်ဟာအလားသာစကူးတစ်ခုမရှိတော့တဲ့နောက်ထပ်နံဖျက်တစ်ပါးပဲဖြစ်နေတယ်မက်တာကိုယ်တိုင်ကြတော့နောက်ပိုင်းမှာမြင့်မြတ်တဲ့ຢာတွေအများကြီးလုံနိုင်ခဲ့တယ်ဂျာမနီနဲ့အော်စီမှာမြေသမီးခွဲရေးတွေတိုက်ပွဲဝင်ပေးခဲ့တယ်အောင်မြင်ခဲ့တယ်ကမ္ဘာတဝန်းကမြေသမီးတွေကိုလည်းဒေါ်လာမှုကိုတံပိုးထားတာလာဖို့ခံယူချက်ကိုရေရဲဘောဘောချပြလာနိုင်ဖို့မက်တာကငါးပြပေးနိုင်ခဲ့တယ်ကလက်ကနောက်ွယ်ကနေကမ္ဘာကိုပြပေးနိုင်ခဲ့တယ်နေရှိနဲ့အခြားသောမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးတွေထက်မက်တာကလူတွေအတွက်အများကြီးပိုပြီးကျုပ်ပြုနိုင်ခဲ့တယ်။တမိုက်ဇက်ခုရဲ့နောက်ွယ်ကနေဆင်အောင်အရေးထက်ကနေပဲမက်တာကဒါတွေကိုလုပ်ခဲ့တာ။အခုတော့မက်တာကိုနေရှိရဲ့တငချင်းလို့ပဲလူတွေကဦးကြတော့တယ်။အမြင့်သမီးလောမြောက်ရဲ့ခေါင်းဆောင်ဖြစ်ဘယ်သူမှမသိကြဘူး။ကဘာကိုဖျက်မဲ့တွေးခေါ်တွေကြောင်းကိုမှန်အောင်ဟောနိုင်ခဲ့တဲ့တွေးခေါ်ပညာရှင်ကြီးတဦးရဲ့ဇာတ်လမ်းမှာမက်တာကဇပ်ပုသက်သက်ပဲတကယ်ကတော့မက်တာဟာမမြင်နိုင်တဲ့အချီကျိုးတစ်ချောင်းလိုပဲကွက်ပြက်နေတဲ့ကဘာကိုသိပေးခဲ့တဲ့သူမက်တာကတော့ခရီးဆက်ဦးမှာပဲအမှောင်တိပြင်းနေတဲ့6ကန်းပေါင်းကိုသူဖြားရမယ်ကိုဘောကိုဘယ်လိုနေရမှမသိပေမဲ့သူများတွေသက်ရှင်ရအောင်မယ်မက်တာနေရှိကပြောတယ်ဟုတ်ဘာပြောမလို့လဲဘောကိုဘယ်လိုနေရမှမသိတဲ့သူတွေကိုငါတကယ်သဘောကျတယ်သူတို့ပဲဟိုဘက်ကရအောင်ကူးနိုင်တာ